ဒီနေ့ကတော့ကျွန်တော်တို့ဒီ Atomic Habit စာအုပ်ကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ okay ဆိုတော့ဒီနေ့ကကြတော့ကျွန်တော်လည်းဖတ်ထားရပါတော့ဆိုတော့ကျွန်တော်တို့ဒီလောက်မှပြန်ပြီးတော့ဖတ်ထားတာရှေ့မှာလည်းနှစ်ခေါက်လောက်ဖတ်ပြီးသွားပြီဒါပေမဲ့ဒီတစ်ခေါက်ပြန်ဖတ်ပြီးတော့ဒီထဲမှာပါဝင်တဲ့ insights လေးကိုကျွန်တော်ချက်ပြန်ပြီးရွေးထုတ်ထားတယ်အဲ့ဒါလေးတွေကို live လုပ်လို့ရအောင်လဲကျွန်တော်တချို့စီစဉ်ပေးထားလေးရှိရပေါ့နော်ဆိုတော့အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့စပြီးတော့သွားလိုက်ပါမယ် okay ဆိုတော့ကျွန်တော်စပြီးတော့ပြောမယ်ဆိုလို့ရှိရင် habit တွေလောက်ကြတယ်အလေးချင်းကောင်းတွေတိဆောက်ကြတယ်ဒါပေမဲ့လူအများစုကမအောင်မြင်ကြဘူးပေါ့နော်ဘာဖြစ်လို့လဲဘာလို့မအောင်မြင်ကြရလဲပေါ့နော်ဆိုတော့အဓိကအဖြစ်ကျွန်တော်တို့ကအလေးချင်းတွေကိုမပြောင်းလဲချင်တာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုပြောင်းလဲဖို့အတွက်ကျွန်တော်မှ system တေချာမရှိသေးတာဖြစ်တယ်ဆိုတော့ကိုကဒီအပြောင်းလဲလုပ်ဖို့အလေးချင်းတွေကိုပြောင်းလဲဖို့အတွက်ကို့မှာစနစ်တကျချမှတ်ထားတဲ့ system တစ်ခုရှိရဆိုလို့ရှိရင်ဒီအလေးချင်းတွေကပြောင်းလဲရတာလွယ်တယ်ပေါ့နော်လွယ်ဆိုပေမဲ့အာစူးစမ်းအားထုတ်မှုကတော့လိုသေးတာပေါ့အဲ့တော့ကျွန်တော်တို့နှစ်ကုန်ပြီဆိုလို့ရှိရင် goals တွေချမှတ်ကြတယ်အပြောင်းအလဲလုပ်မယ်ဆိုပြီးတော့ goals တွေ3 4 5ခုအဲ့လိုမျိုးချမှတ်ကြတယ်ဒါပေမဲ့တကယ်အောင်မြင်လားဆိုတော့ဟမ်တစ်လနှစ်လသုံးလလောက်မှာနေ fail ဖြစ်သွားတဲ့သူတွေကလည်းများကြတယ်ပေါ့နော်အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ April လလောက်ရောက်ပြီကိုယ့်ရဲ့ goals တွေဘယ်လောက်အောင်မြင်သွားပြီလဲပေါ့ဆိုတော့ကိုယ့်ကိုယ်အဲ့အရာလေးကိုပြင်ပြီးတော့စဉ်းစားကြည့်ဖြစ်လား reflection တွေလုပ်ဖြစ်လားတချို့ကတော့ကျွန်တော်တို့3လတစ်ခါဒါမှမဟုတ်တစ်လတစ်ခါတစ်ပတ်တစ်ခါအဲ့လိုမျိုးလေး reflection လုပ်ကြရပါတော့အကယ်၍ကိုက goals တွေချမှတ်ထားရဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေး reflection လေးလုပ်ပေးပေါ့နော်ဒါမှပဲကျွန်တော်တို့ကအမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေလားမရှိနေလားဆိုတာကိုသိမှာပေါ့နော်ဒါတော့ကျွန်တော် goal setting နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအာကြုံလုံးပြောပြပေးတာပေါ့အဲ့တော့ကျွန်တော်တို့အလေးချင်းအသေးလေးတွေပြောင်းလဲဖို့အတွက်ချမှတ်ကြရပါတော့ဆိုတော့မနေ့ဆိုရင်ဒါအေးရစောစောထားမယ်ဆိုပြီးတော့သတ်မှတ်တယ်ဒါပေမဲ့တကယ်ကြတော့ နှုတ်ဆက်ပြန်ပိတ်ပြီးတော့အိတ်သွားရပါတော့ဆိုတော့နေ့လယ်လောက်မှနှုတ်ရအဲ့လိုမျိုးကြုံရတယ်တချို့ကကြတော့လေလေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးတော့2ရက်3ရက်လောက်ကတော့ဂျင်သွားတယ်ပြီးတော့ဂျင်လုံးဝမလာတော့ပျောက်သွားရပါတော့ဆိုတော့အဲ့လိုမျိုးလည်းရှိတယ်တချို့ကကြတော့အချိန်မဆွဲတော့ဘူးတခုဆိုလို့ရှိရင်ဒါချက်ချင်းထားလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဘေးနားမှာကိုယ့်အနှောက်အယှက်ပေးနေတဲ့အရာတွေကရှိနေတော့ procrastinate လုပ်တဲ့ဘက်ကိုပဲပြင်ပြီးတော့ရောက်သွားကြရပေါ့နော်အဲ့တော့ဒီထဲမှာတော့ကျွန်တော်တို့အာ အချက်လေးချက်နဲ့ကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်ပထမဆုံးအချက်ကကြတော့အာ1% better every day နေ့ရက်တိုင်းကိုကျွန်တော်တို့1%ပိုကောင်းအောင်လုပ်ဖို့အတွက်အဲ့ဒါလေးကိုပြောပြပေးမယ်ဒုတိယတစ်ခုကကြတော့ goals တွေချမှတ်အောင်မလားဒါမှမဟုတ် system ချမှတ်အောင်မလားဘယ်ဟာပိုကောင်းလဲအဲ့ဒါလေးကိုပြောပြပေးသွားမယ်တတိယအချက်အနေနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ identity based habit ပေါ့နော်ဆိုတော့ကိုဖြစ်ချင်တဲ့သူတယောက်ဖြစ်အောင်လို့ဘယ်လိုမျိုး habit တွေတည်ဆောက်အောင်မလဲဆိုတော့အဲ့ဒီအပိုင်းလေးကိုကျွန်တော်ပြောပြပေးသွားမယ်နောက်ဆုံးအချက်ကကြတော့အရေးအကြီးဆုံးပဲပေါ့နော်ကျွန်တော်တို့ဒီ atomic habit မှာဆိုလို့ရှိရင်ပါတယ်four laws of behavior change ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ဘယ်အရာပဲလုပ်ဒီအဆင့်40နဲ့ဖြတ်တန်းပြီးတော့သွားရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းကျွန်တော် share လုပ်သွားပေးမယ်ပြီးရင် tips လေးတွေပါမယ်နောက်ဆုံးမှာဆိုလို့ရှိရင်တော့ကိုယ်တိုင်လိုက်လုပ်လို့ရမယ်အာအချက်လေး3ချက်လောက်ကျွန်တော်ထည့်ထားပေးရပေါ့နော်ဆိုတော့အဲ့ဒါကကြတော့ဒီ session ပြီးသွားပြီဆိုတော့ ਨੇ လိုက်လုပ်လို့ရတယ်ပေါ့နော် okay အဲ့တော့ atomic habit ဆိုတာဘာလဲ atomic atom ဆိုတာသိတဲ့အတိုင်းပေါ့နော်ကျွန်တော်တေးသေးလေးပဲဒါပေမဲ့အဲ့ဒီတေးသေးလေးပေါင်းစည်းသွားတဲ့အခါမှာအာကြီးမားတဲ့ရလဒ်တစ်ခုဖြစ်စေတယ်ဆိုတော့အလေးချင်းဆိုတာဘာလဲဆိုတော့ကျွန်တော်တို့တစ်ခုခုလုပ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့လုံးဝအားထုတ်စရာမလိုဘဲနဲ့အမြဲတမ်းဆက်ပြီးလုပ်ဖြစ်သွားတဲ့အရာမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ habit လို့ပြောလို့ရတယ်ဥပမာကျွန်တော်တို့မနေ့ဆိုရင်သွားတိုက်တယ်နေ့လယ်ဆိုရင်နေ့လယ်စာစားတယ်ဒီဟာတွေကကျွန်တော်တို့အားထုတ်စရာမလိုဘူးပေါ့နော်အမြဲတမ်းလုပ်နေတဲ့အရာလေးတွေဖြစ်သွားတယ်ဟောတခြားကောင်းမွန်တဲ့အလေးချက်တွေကိုတိစောက်ဖို့ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲကျွန်တော်တို့အာအော်တိုပိုင်းလို့ခေါ်တာပေါ့နော်ဆိုတော့စဉ်းစားစရာမလိုပဲနဲ့အလိုလိုဖြစ်တဲ့အထီကိုလှုပ်သွားနိုင်တယ်ဆိုလို့ရှိရင်ဒါ habit တစ်ခုအနေနဲ့ဖြစ်လာနိုင်တယ်ပေါ့ပြီးတော့ habit တွေမှာက compound interest ဆိုတာရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့1ပြင်2 2ပြင်3အဲ့လိုမျိုးလာမှာမဟုတ်ဘူးเนาะ1ပြင်2 2ပြင်4 4ပြင်8အဲ့လိုမျိုးစတိုးတက်လာတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကhabit အသေးလေးတွေအလေးချက်အသေးလေးတွေဆိုပြီးတော့ဒီဟာကို short တက်လို့မရဘူးသူတို့မှာအာနေ့ရက်ပေါင်းများစွာလောက်လာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်အတွက်အကြီးမားတဲ့ရလဒ်တစ်ခုရလာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အလေးချက်ကောင်းတွေကိုမွေးမြူဖို့ဆိုတာကအရန်နဲ့အရေးကြီးတယ်ပြီးတော့ဒီနေ့စဉ်ဖြတ်သန်းနေရဆိုတာကလည်းကိုယ်လုံနေကြဒီ routine တစ်ခုပေါ့နော်ဆိုတော့ဒီဟာပေါ်မူတည်ပြီးတော့ပဲကျွန်တော်ကဖြစ်လာတာအဲ့တော့
ဒီမှာဆိုလို့ရှိရင်လေAtomic Habits စာအုပ်ကြောင့်မှာအထက်မှာပြောထားတယ်ကျွန်တော်ကဒီ Los Angeles ကနေပြီးတော့အာ New York ကိုသွားမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့လေယာဉ်က3.5 degree လောက်လွှဲလိုက်ပြီဆိုလို့ရှိရင်သူက Washington DC ကိုရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်စဉ်းစားစရာရှိတာကလင်းကောင်းပြောင်းလိုက်လို့မရဘူးလားပေါ့နော်ဆိုတော့3.5 degree ပြန်ပြောင်းမြုပ်သွားလို့မရဘူးလားပေါ့နော်ရတော့ရတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါကိုလည်း aware လုပ်ဖို့လိုအပ်တယ်ပေါ့နော်အကယ်၍ကိုက bad habit တွေလုပ်နေတယ်အဲ့ဒီအရာကိုသိပြီဆိုလို့ရှိရင်အာကောင်းမွန်တဲ့အလေးချင်းတစ်ခုဖြစ်အောင်လို့ပြောင်းလဲလို့ရတယ်အဲ့တော့ပထမဆုံးအလေးချင်းတွေပြောင်းလဲဖို့ဆိုရင်သိရမှာကကိုယ့်ရဲ့အလေးချင်းတွေကဘာတွေလဲကိုကိုယ့်အတွက်မကောင်းတဲ့အလေးချင်းတွေကဘာတွေလဲကိုယ့်အတွက်ကောင်းတဲ့အလေးချင်းတွေကဘာတွေလဲဒီဟာတွေကိုသိထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကအလေးချင်းတွေပြောင်းလဲတဲ့အခါမှာပို့ပြီးတော့လွယ်ကူနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း1% rule 1% better every day ကိုကနေ့ရက်တိုင်းကိုတစ်ရက်မှာ1%လောက်ပဲတိုးတက်အောင်လုပ်တယ်ဆိုလို့ရှိရင်တစ်နှစ်ကုန်သွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိရှိနေတဲ့နေရာထက်အာ37.78 time ပေါ့နော်ဆိုတော့38ဆလောက်ပို့ပြီးတော့တိုးတက်လာရဲဆိုတာကိုတွေ့ရလိမ့်မယ်အဲ့လိုမျိုးပဲအလားတူပဲကိုကနေ့ရက်တိုင်းကို1%လောက်bad habit တွေပဲလုပ်နေဆိုလို့ရှိရင်တစ်နှစ်ကုန်သွားတယ်ဆိုရင်တော့မှကိုယ့်အတွက်ကအပြောင်းလဲဘာမှရှိမှာမဟုတ်ဘူးအဲ့ဒါအပြင်ကမှစိုးကျိုးအနေနဲ့ရှိလာလိမ့်မယ်ပေါ့နော်ဆိုပါစို့ကျွန်တော်က game sorry ဆိုလို့ရှိရင်တစ်ရက်ကိုတစ်နာရီဆိုရပဲထားအဲ့ဆိုရင်365ရယ်ဆိုလို့ရှိရင်365နာရီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရက်နဲ့တွက်မယ်ဆိုရင်ဘယ်နှစ်ရက်တောင်ဖြစ်သွားမလဲပေါ့အဲ့လိုတွက်ကြည့်လို့ရတယ်အကယ်၍365နာရီကို game ဆော့မဲ့အစားကျွန်တော်တို့ကစာအုပ်ဖတ်နေမယ်ဆိုလို့ရှိရင်ရောကိုယ့်အတွက်ဘာတွေအပြောင်းလဲဖြစ်သွားမလဲအများကြီးပြောင်းလဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တရက်ကိုတစ်နာရီဆိုတာကလည်းတကယ်ကိုပြောင်းလဲဖြစ်စေနိုင်တဲ့အာနံပါတ်တစ်ခုပဲပေါ့နော်အဲ့တော့ကျွန်တော်နေ့ရက်တိုင်းမှာအဲ့လိုမျိုးsmall habit လေးရှိလိမ့်မယ်အဲ့ဒီအရာလေးတွေကိုအကောင်းတဲ့ဘက်ကိုရွှေ့နိုင်ဖို့လိုအပ်တယ်ဆိုတော့ဒီစာအုပ်ကတော့ကျွန်တော်တို့habit ကောင်းတွေကိုတိစောက်ဖို့အတွက်ပြောပြထားတဲ့စာအုပ်တုပ်ဖြစ်တယ်ပေါ့နော် okay အဲ့တော့အဲ့လိုမျိုးကျွန်တော်ကအလေးချင်းတွေကိုပြောင်းလဲတဲ့အခါမှာဆိုလို့ရှိရင်ဒီthe plateaus of latent potential ဆိုတာလေးရှိတယ်စကလုံးကအကြီးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဘယ်လိုမျိုးလဲဆိုတော့ဝါးပင်တပင်ပေါ့နော်ဆိုတော့ကျွန်တော်အပြင်မှာတော့ဘယ်လိုရှိမလဲတော့မသိဘူးဒါပေမဲ့ဒီစာထဲမှာပါတာကျတော့ဝါးပင်တပင်ဟာတဲ့ကြီးထွားဖို့အတွက်ဆိုလို့ရှိရင်ဟိုကျွန်တော်ပုံမှန်အပင်တွေလိုမျိုးဟိုအမြင့်ထွက်တယ်ထပ်ပြင်အပင်ကတဖြည်းဖြည်းပေါက်လာတာမဟုတ်ဘူးပေါ့နော်သူကကျတော့9 နှစ်လောက်ကိုမြေကြီးထဲမှာပဲနေတယ်ပေါ့နော်မြေကြီးထဲမှာနေပြီးတော့အမ်အမြင့်တွေတွဲလာမယ်ပြီးရင်အာအမြင့်တွေကိုခိုင်ခန့်အောင်လုပ်မယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးတော့9 နှစ်လောက်ပြီးတဲ့အခါမှာနောက်ထပ်6ပတ်အတွင်းမှာကျတော့လုံးဝဘာမှမရှိတဲ့နေရာနေပြီးတော့ပေ60လောက်ထိမြင့်တဲ့ဝါးပင်တွေဖြစ်လာနိုင်တယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော်အလေးချင်းလုပ်တယ်ဆိုတာလည်းအဲ့တိုင်းပဲတခါလေကြားလို့ရှိရင်ကျွန်တော်ထင်တာကကြတော့ဟိုအပင်တွေလိုပဲပေါ့နော်ဆိုတော့တဖြည်းဖြည်းချင်းပေါက်လာမယ်ထင်တာကိုရကျင်တဲ့ result ဒီဟာကအချိန်ကိုပေးလိုက်ရတဲ့အချိန်ပေါ့နော်အဲ့တော့ကျွန်တော်ထင်တာကကြတော့ဒါနေ့တိုင်းလှုပ်သွားရဆိုလို့ရှိရင်နေ့တိုင်းတဖြည်းဖြည်းတိုးတက်လာမယ်ဆိုပြီးထင်တာတကယ်တမ်းကျတော့မဟုတ်ဘူးเนาะဆိုတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့အစပိုင်းလေးမှာကကျွန်တော်တို့ကတိုးတက်တယ်ဆိုတဲ့အရာကိုတိတ်ပြောမမြင်ရဘူးပေါ့နော်မမြင်ရဘူးဒါပေမဲ့အချိန်တစ်ခုထိရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့တိုးတက်တဲ့အရာကလုံးဝ transformation တစ်ခုထိဖြစ်သွားနိုင်တယ်ပေါ့နော်ဒီကြားထဲမှာရှိတဲ့အခြေအနေလေးကဘာလေးလဲဆိုတော့ valleys of disappointment ကျွန်တော်တို့စိတ်ပြတ်တဲ့အနေအထားပေါ့နော်ဆိုတော့ကျွန်တော်တို့ဂျင်သွားရဆိုလို့ရှိရင်၄-၅ရက်လောက်ဇက်တိုက်သွားရုံနဲ့မာစေတက်လာမလားမတက်လာဘူးပေါ့နော်ဆိုတော့ကျွန်တော်ထင်တာကကျတော့ဒါဂျင်ကိုတက်လာတော့သွားလိုက်တယ်ဆိုလို့ရှိရင်မာစေအကြီးကြီးဖြစ်သွားမယ်ဆိုတော့ထင်တယ်ဒါပေမဲ့တကယ်တကယ်ဖြစ်လာကြတော့မာစေတွေကအဲ့လောက်မကြီးလာဘူးအပြောင်းလဲကတိတ်ပြောမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ထင်တာကဟာဂျင်သွားတယ်ဒါပေမဲ့အပြောင်းလဲကမဖြစ်လာဘူးအဲ့တော့ဂျင်သွားလဲဘာမှမထူးပါဘူးဆိုတော့အာယုံကြည်ချက်မျိုးပါဝင်သွားတယ်အဲ့ဒါဘယ်နေရာမှာဖြစ်လဲဆိုတော့ဒီ value ဆိုတာ disappointment ဆိုတဲ့နေရာမှာဖြစ်တယ်ပေါ့နော်အကယ်၍ကိုကသာဒီ gym သွားရဆိုတဲ့ process တစ်ခုမှာယုံကြည်နေဆိုလို့ရှိရင် okay တစ်လသွားတယ်တိတ်ပြောမပြောင်းလဲသေးဘူး2လ3လ4လ5လ6လအဲ့လိုမျိုးဇာတ်တိုက်လှုပ်သွားတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်အတွက်အပြောင်းအလဲဖြစ်လာရဲဆိုတာကိုစပြီးတော့ခံစားရလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့စိတ်ရှည်ဖို့လိုအပ်တယ်လေ့ကျင့်တစ်ခုလုပ်ဖို့ဆိုတာပေါ့နော်စိတ်ရှည်ဖို့လိုအပ်တယ်အဲ့တော့ဒီ process လေးမှာကျွန်တော်တို့ကယုံကြည်နေဖို့လိုအပ်တယ်ဆိုတာကိုပြောပြချင်တာပေါ့နော်အဲ့တော့ကိုက31ရက်လောက်ကိုဇက်တိုက်ကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ဘူးဆိုပြီးတော့လက်မလျှော့လိုက်နဲ့အဲ့ဒီအရာကိုဆက်ပြီးလုပ်သွား32ရက်ရောက်တဲ့နေ့မှာကိုတော့အပြောင်းအလဲဖြစ်တဲ့ရက်လဲဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ message တစ်ခုအနေနဲ့ပေးချင်တာဖြစ်ပါတယ်
okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က goals တွေချမှတ်မလား system တွေချမှတ်မလားအဲ့ဒါကိုမပြောခင်မှာကျွန်တော် goals ကပါလေ system ကပါလေဆိုတာကိုတစ်ချက်ပြပြပေးမယ် goals ဆိုတာပါလေဆိုတော့ကျွန်တော်တို့လိုချင်တဲ့ရလဒ်အဲ့တော့ကျွန်တော်တို့နှစ်ကုန်နေဆိုလို့ရှိရင် goals တွေချမှတ်ကြရမလားဒါဆိုလို့ရှိရင်ကျွန်တော်တို့ရည်ရွယ်ချက်ပန်းတိုင်းတစ်နှစ်ကုန်သွားတဲ့အခါမှာရချင်တဲ့ရလဒ်ဒီမှာဆိုလို့ရှိရင်တစ်နှစ်မှာစာအုပ်20ဖတ်ရမယ်မနက်တိုင်း9နာရီမှထားရမယ်ပေါင်20ကြာရမယ်ဒါဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့လိုချင်တဲ့ goals တွေပေါ့နော် system ကကြောက်ပါလဲဆိုတော့အဲ့ဒီ goals တွေကိုရဖို့အတွက်ကျွန်တော်တို့ဒီလိုမျိုးအကြီးတွေတစ်နှစ်ကိုစာအုပ်20ဖတ်မယ်ဆိုတာထက်ညတိုင်းစာမျက်နှာ10မျက်နှာဖတ်မယ်ဒီဟာဒီကျွန်တော်တို့ system ဖြစ်တယ်နေ့ရက်တိုင်းမှာလောက်သွားမယ့်အရာဖြစ်တယ် how ပေါ့နော်ဘယ်လိုလောက်သွားမလဲပေါ့နော်ဆိုတော့အဲ့ဒါကိုပြောပြချင်တာပြီးရင်ဒီမှာကျတော့ wake up at 5 a.m. မနက်ဆိုရင်9နာရီထားမယ်အဲ့လိုမဟုတ်ဘူးကျွန်တော် system မှာကျတော့ည9ပဲဆိုရင်ဖုန်းလုံးကပိတ်လိုက်မယ်10နာရီဆိုရင်အိပ်မယ်ဒါဆိုလို့ရှိရင်မနက်9နာရီဆိုရင်ထနိုင်မယ်ပေါ့နော်အကေကိုက goals တွေရောချမှတ်ထားတယ်ဒါပေမဲ့ညမှာလေညနေတက်ထိသုံးမယ်ဆိုလို့ရှိရင်ဒီ goals ကဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော် system တွေကအရေးကြီးဆိုတော့ပြောပြချင်တာပေါင်20ကြာရမယ်အဲ့တော့ system ကပါလဲဆိုတော့ကိုယ့်ရဲ့ calorie ကိုအမြဲတမ်းtrack လုပ်နေမယ်ပြီးရင်တစ်ပတ်တာမှာလေ့ကျင့်ခန်း၄ခါလောက်လုပ်မယ်ဆိုတော့ဒီဟာဒီ system process ဖြစ်တယ်အဲ့တော့ဒီ goals တွေချမှတ်တာရဲ့ပြဿနာဘာလဲဆိုတော့ကျွန်တော်ကလိုချင်တဲ့ရလဒ်ကိုသိတယ်ဒါပေမဲ့ဘယ်လိုမျိုးအဲ့ဒီရလဒ်ကိုရအောင်လုပ်ရမလဲဆိုတာကိုမသိတာပေါ့နော်မသိတာမချမှတ်တာအဲ့ဒါဒီအရေးကြီးတယ်ပေါ့နော်ဆိုတော့နေ့ရက်တိုင်းမှာကိုယ့်ရဲ့ goals နဲ့ညီဆက်စေတဲ့အလုပ်တွေကိုလုပ်နေဖို့ကအရေးကြီးတယ်အဲ့ဒီအရာကိုကျွန်တော် system တစ်ခုအနေနဲ့ပြောင်းလဲလိုက်တယ်ဆိုလို့ရှိရင်ဒီဟာလေးက habit တစ်ခုအနေနဲ့ဖြစ်သွားမယ်ကိုယ့်အတွက်အများကြီးအားထုတ်စရာမလိုဘဲနဲ့ကိုယ့်ရဲ့ goals တွေစီကိုရောက်လာနိုင်တယ်ပေါ့နော်system ဆိုတာကြတော့ကျွန်တော်နေ့ရက်တိုင်းမှာလုပ်တဲ့ process သူကကြတော့နေ့ရက်တိုင်းမှာလုပ်တာဖြစ်တဲ့အတွက်အပြောင်းအလဲဖြစ်ဖို့အတွက်လည်းပို့ပြီးတော့ chance ပိုများတယ်ပေါ့ goals တွေကဘာလို့မအောင်မြင်ကြလဲဆိုတော့ तू ကတော့အချက်၄ချက်နဲ့ပြောပြပေးထားတယ်အောင်မြင်တဲ့သူရောကြာရှုံးတဲ့သူရောကသူတို့မှာတူညီတဲ့ goals တွေရှိကြတယ်ကျွန်တော် New Year resolution လုပ်တဲ့အနှစ်ကုန်ပြီဆိုလို့ရှိရင် goals တွေချမှတ်ကြတယ်လူတိုင်းနှီးပါချမှတ်ကြလိမ့်မယ်ပေါ့နော်အခုလိုမျိုးလူငယ်အရွယ်ဖြစ်တယ်ဆိုလို့ရှိရင်အဲ့တော့အောင်မြင်တဲ့သူရောမအောင်မြင်တဲ့သူရော goals တွေချမှတ်ကြတယ်ဒါပေမဲ့တချို့သူတွေကပဲအောင်မြင်ကြတယ်ပေါ့နော်အဲ့တော့ Olympic ကစားသမားတွေကသူတို့စူးစမ်းကြတယ်training တွေလုပ်ကြတယ်သူတို့အတွက်ရည်ရွယ်ချက်ကဘာလဲဆိုတော့သူတို့ဒီ Olympic ပွဲမှာရွှေတံဆိပ်ရဖို့ပဲအဲ့လိုမျိုးပဲကျွန်တော်တို့အလုပ် interview သွားတယ်လာလျှောက်တဲ့သူတွေအများကြီးရှိလိမ့်မယ်အကုန်လုံးကလည်းဒီအလုပ်ကိုလိုချင်ကြတယ်ဒါပေမဲ့တချို့လူတွေကပဲရကြတယ်ဒါဘာဖြစ်လို့လဲဆိုတော့သူတို့ goals တွေမတူညီလို့မဟုတ်ဘူးသူတို့လှုပ်ဆောင်တဲ့ပုံစံသူတို့စူးစမ်းတဲ့ပုံစံသူတို့ဘယ်လို system တွေနဲ့ဘယ်လိုစနစ်တွေနဲ့စူးစမ်းနေရဆိုတော့အရာကပို့ပြီးတော့မူတည်တယ်ပေါ့နော်ဥပမာခုနပြောသလိုပဲကျွန်တော်တို့လူတိုင်းကအလုပ်ရကြတယ်ဒါပေမဲ့တချို့သူတွေကပဲရတယ်ဘာလို့လဲသူက interview မတိုင်ခင်မှာဘယ်လိုမျိုးpractice တွေလုပ်ထားတယ်ဒီ company ကြောင့်ဘယ်လိုမျိုးသိအောင်လုပ်ထားတယ်ပြီးရင်ဝတ်စားစင်ပုံအကြောင်းကိုလည်းသူလေ့လာထားတယ်ဒီဟာလေးကိုလည်းတေချာလေးလုပ်ထားတယ်ဆိုတော့ဒီဟာတွေဒီကျွန်တော်တို့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက်လှုပ်ဆောင်တဲ့ system တွေပဲပေါ့နော်ဆိုတော့ကျွန်တော်ဒါမြင်မြင်တောင်လို့အဲ့လိုမျိုးဥပမာလေးပေးလိုက်တာပေါ့နော်ဒုတိယချက်အနေနဲ့ကျတော့ goals တွေက temporary change တစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ယာယီအပြောင်းအလဲတစ်ခုပဲဖြစ်စေနိုင်တယ်ကျွန်တော်တို့ goals တစ်ခုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့များသောအားဖြင့်ရက်သွားကြရပေါ့နော် okay တစ်နှစ်မှာစာအုပ်20ဖတ်ရမယ်ဖတ်လိုက်တာပဲအုပ်20တော့ဖတ်ပြီးသွားတယ်ဒါပေမဲ့ဆက်ပြီးမဖတ်ဖြစ်တော့ဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးကြုံရတတ်တယ်အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းဆက်ပြီးတော့လုပ်သွားဖို့ဆိုလို့ရှိရင်ခုနပြောလို့ပဲ system နေ့ရက်တိုင်းမှာဘယ်လိုပုံစံမျိုးနဲ့အာအလေးချက်တွေကိုတိစောက်မယ်ဆိုတာကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ပြီးတော့ goals restricts happiness ကျွန်တော်ရည်ရွယ်ချက်ပန်းတိုင်းတွေကိုချမှတ်တယ်ဆိုတာကတဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုပျော်ရွှင်မှုကိုလည်းအတားအဆီးဖြစ်စေနိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာတော့စဉ်းစားကြည့်ပေါ့နော်ဆိုတော့ goals တွေကိုချမှတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာနှစ်လမ်းပဲရှိရပေါ့နော်အောင်မြင်မှာလားကြာရှုံးမှာလားနှစ်လမ်းပဲရှိတယ်အဲ့တော့အောင်မြင်တယ်ဆိုလို့ရှိရင်ပျော်မယ်မအောင်မြင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့စိတ်တကြရဖြစ်မယ်ဝမ်းနည်းရဖြစ်မယ်ကိုယ့်ကိုယ်အားမလို့အမေရဖြစ်တာဖြစ်မယ်ဆိုတော့ system ကကြောင့်အဲ့လိုမျိုးမဟုတ်ဘူးကိုကအမြဲတမ်းဒီ process လေးထဲမှာရှိနေမယ်ဒီဟာလေးကိုအမြဲတမ်းလိုက်ပြီးလုပ်နေမယ်ခုနပြောလို့ပဲကျွန်တော်တို့အာ weight ပေါင်20ကျရမယ်ဆိုတာထက်ကိုယ့်ရဲ့ calorie ကိုမှတ်သားမယ်ပြီးရင်တစ်ပတ်၄ရက်ဒါ gym သွားမယ်လေ့ကျင့်ခန်းလုပ်မယ်
ဒီလိုပုံစံမျိုးလေးနဲ့လုပ်သွားရဆိုလို့ချင်းကျွန်တော်တို့အချိန်အတိုင်းအတာတစ်ခုကြာသွားတဲ့အခါမှာဆိုလို့ချင်းဒါအပြောင်းအလဲတစ်ခုဖြစ်နိုင်တယ်ရလဒ်တစ်ခုဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကိုကဒီ process ပေါ်မှာအာ enjoy ဖြစ်ဖို့လည်းလိုအပ်တယ်ပျော်ရွှင်နေဖို့လိုအပ်တယ်ပေါ့နော်နောက်ကကျတော့ goals create yo-yo effect ပေါ့နော် yo-yo effect ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ခုနကအတိုင်းပဲကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပန်းနိုင်လေးရှိမယ်အဲ့ဒီအရောက်သွားပြီဆိုလို့ရှိရင်အရင်အလေးကျင့်တွေကိုပြင်ပြလုပ်ဖြစ်တာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ marathon ပြေးမယ် okay marathon ပြေးမယ်ဆိုတော့ကျွန်တော် goal ချမှတ်လိုက်တယ်အဲ့အတွက်အချိန်တစ်လလောက်လည်းဖြစ်မယ်တစ်လခွဲလောက်လည်းဖြစ်မယ်ကျွန်တော်ပြင်ဆင်တယ်အလေးကျင့်ခန်းတွေလုပ်တယ်ပြီးတော့ marathon ပြေးပွဲတော့ပြေးတယ်ပြီးတော့ပြီးသွားတဲ့အခါမှာအေးငါ marathon ပြေးပွဲပြေးပြီးသွားပြီဆိုပြီးတော့အဲ့ဒါဆက်မလုပ်ပဲနဲ့ရက်လိုက်တယ်အဲ့ဒါဆိုလို့ချင်း habit တစ်ခုအနေနဲ့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ကိုယ်အနေနဲ့marathon ပြေးပွဲပြီးမယ်ဆိုတာတက်ကိုကလေ့ကျင့်ခန်းလိုက်စားသူတယောက်ဖြစ်တယ် adventure ကိုကြိုက်တဲ့သူဖြစ်တယ်အာစွန့်စားကန်တွေကိုကြိုက်တဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုဆိုလို့ရှိရင်ကိုယ်အနေနဲ့တစ်ပတ်မှာ2ရက်လား3ရက်လား training လုပ်မယ်အဲ့လိုပုံစံမျိုးလေးအများကြီးလုပ်သွားရဆိုလို့ရှိရင်ကိုက marathon ပြေးမှမဟုတ်ဘူးအမြဲတမ်းတရားကိုဆက်ပြီးလုပ်ဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်လည်းအများစုကြုံရလိမ့်မယ်ပေါင်20ကြာရမယ်ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်ထားတယ်ပေါင်20ကြာသွားတဲ့အခါမှာအရင်တိုင်းပဲပြန်စားတယ် weight တွေပြန်တက်လာတယ်ဆိုတော့ဒီဟာဒီ yo-yo effect ဒီ cycle ထဲမှာပြန်ပြီးတော့လဲနေတာပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော် system တွေကအရေးကြီးရဆိုတာကိုပြောပြထားတာအဲ့တော့ဒီ author ကဘာပြောရလဲဆိုတော့စာရေးသူက goals တွေကိုမိလိုက်ပါတဲ့ကိုယ့်ရဲ့ system ကိုပဲအာရုံစိုက်ပါဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့သူပြောတာကတော့ဒီကို့မှာ goals တွေရည်ရွယ်ချက်ပန်းတိုင်းတွေမချမှတ်ထားရင်တောင်မှကိုကကောင်းမွန်တဲ့ system တစ်ခုရှိနေမယ်ဆိုလို့ရှိရင်အပြောင်းအလဲဖြစ်စေနိုင်တယ်ဆိုတာမျိုးကိုသူကပြောပြပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ idea လေးကိုနည်းနည်းလေးဖြည့်ရမယ်ဆိုလို့ရှိရင် goals တွေချမှတ်တာလည်းဟုတ်တယ် system လည်းရှိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ goals တွေလုံးဝမရှိဘူးဆိုတော့ goals တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ direction တစ်ခုတိတိကျကျရှိနေမယ်ဆိုတော့အဲ့ဒီအပေါ်မှာဘယ်လိုမျိုးရအောင်လုပ်မလဲဆိုတဲ့ system ကကိုယ်တိုင်ဆက်ပြီးချမှတ်လို့ရတယ်ပေါ့နော် goals တွေကိုချမှတ်တဲ့အခါမှာကျွန်တော်တို့ goals တွေဆိုတာအပြောင်းအလဲတစ်ခုလုပ်တဲ့အခါမှာအဆင့်3ဆင့်ရှိရပေါ့နော် outcome process identity ဒီအဆင့်3ဆင့်ရှိတယ်ဆိုတော့များသောအားဖြင့်ကကျွန်တော်တို့ဒီဟာလေးကိုအရင်ပြလိုက်မယ်ပေါ့နော်ဆိုတော့များသောအားဖြင့်ကျွန်တော်တို့ကဘယ်လိုလာလဲဆိုတော့ဒီလိုပုံစံလာတယ် outcome process identity ကိုလိုချင်တဲ့ရလဒ်ကဘာလဲဆိုတာပေါ်မူတည်ပြီးတော့ကိုဘယ်လိုဖြစ်ရှင်လဲဆိုတာကိုသတ်မှတ်တာပေါ့နော်ဒါပေမဲ့ order ပြောတာကြောင့် identity based habit ကိုတိစောက်ပါတဲ့ကိုဖြစ်ရှင်တဲ့သူဖြစ်အောင်လို့အာလုပ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် outcome base ဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးသွားလဲဆိုတော့1 2 3ဆိုပြီးသွားတယ် identity base ဆိုလို့ရှိရင်3 2 1ဆိုပြီးသွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ပါလဲ outcome ကိုလိုချင်တာပါလဲဝေးကြခြင်းတယ်အဲ့တော့ process အနေနဲ့ဘာလုပ်မလဲdiet လုပ်မယ် okay အဲ့ဆိုရင်ကိုကဘာဖြစ်သွားမလဲဆိုတော့ကိုကကျန်းမာရည်သူဖြစ်သွားမယ်ဆိုတာမျိုးကိုကျွန်တော်ကသွားတယ်ပေါ့နော်ကဲကိုကမဟုတ်ဘူးကိုယုံကြည်ထားတယ်ကိုကကျန်းမာတဲ့သူတယောက်ဖြစ်တယ်ကျန်းမာရေးကိုလိုက်စားတဲ့သူတယောက်ဖြစ်တယ်ဆိုပြီးတော့အရင်ဆုံးသတ်မှတ်လိုက်ဖို့လိုအပ်တယ်ပြီးတော့မှထပ်ပြောစဉ်းစားကြည့်ကျန်းမာတဲ့သူတွေကဘယ်လိုမျိုးစားတောက်လဲဘယ်လိုမျိုးလေ့ကျင့်ခန်းတွေလုပ်လဲသူတို့ရဲ့ရလဒ်တွေကဘာတွေရကြလဲအဲ့လိုမျိုးပြန်သွားတာပေါ့နော်ဆိုတော့ပြောင်းပြန်အဲ့တော့လူတယောက်မှာအရေးကြီးတာကကိုယ့်ရဲ့ belief ပေါ့နော်ကိုယ်မှာ limiting belief ဆိုရဲကန့်သက်ထားတဲ့အတွေးခေါ်ရှိနေဆိုလို့ရှိရင်အဲ့လူကနေရာတစ်ခုမှာပဲရပ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ငယ်ငယ်ဆိုရင်ပြောတယ်ငါဟိုကြက်ရတဲ့စာတွေမှာမရဘူးငါတင်ချဆိုမရဘူးအဲ့လိုမျိုးကို limiting belief တွေနဲ့ပိတ်ထားတဲ့အခါမှာကိုကအဲ့ဒီအရာကိုဘယ်လောက်ကြိုးစားကိုယုံကြည်ချက်မရှိဘူးရမယ်လို့လည်းကိုယ်မထင်နေတော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့စဉ်းစားတဲ့ပုံစံလေးကိုပြောင်းဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဒါကအာကိုဘယ်လိုမျိုး identity ယူထားလဲဆိုတော့ကျွန်တော်လေ့လာခြင်းတဲ့အရာလေးကိုလေ့လာတယ်လေ့လာပြီးတော့မျှဝေပေးရတာကိုကြိုက်တဲ့သူတယောက်ဖြစ်တယ်ဒီလိုမျိုး identity ယူရတယ်အဲ့တော့ process အနေနဲ့ဆိုရင်ကျွန်တော်ဘာလုပ်လဲကျွန်တော်လေ့လာခြင်းတဲ့အရာလေးကိုလေ့လာတယ်ပြီးတော့အခုလိုမျိုး sharing session လေးပြင်ပြီးတော့လုပ်ပေးဖြစ်တယ် outcome အနေနဲ့ဘာရလဲဆိုတော့ကျွန်တော်အနေနဲ့အာဆိုပါစို့လူသိမယ်ပေါ့လူသိမယ်ပြီးရင်တခြားသူတွေအနေနဲ့ဆိုလို့ရှိရင်လည်းသူတို့အတွက်အကျိုးရှိတဲ့အရာလေးတွေကိုရသွားမယ်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်ဒီ Ismail ဆောင်ကျွန်တော်စတာဆိုလို့ရှိရင်ဒါ2 နှစ်ကျော်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီဟာကို business ကြီးလိုမျိုးလုပ်နေရမျိုးထက်ကျွန်တော်လေ့လာ
ထားတဲ့အရာလေးတွေကိုပြင်ပြီးတော့မျှဝေရဲဆိုရဲပုံစံမျိုးလေးနဲ့သွားဖြစ်နေဒါကြောင့်မလို့လေဒီ2 နှစ်ကျော်တဲ့အချိန်ထိဆက်ပြီးတော့လှုပ်ဖြစ်နေတာပေါ့နော်ဆိုတော့တချို့ဆိုလို့ချင်းဒီ page လေးတော့စတာတွေတစ်လ2 လ3 လလောက်လုပ်တယ်ပြီးရင်ပျောက်သွားတယ်အဲ့လိုပုံစံမျိုးဖြစ်ကြတယ်ကိုယ့်အနေနဲ့ဒီလိုမျိုး identity တစ်ခုကိုတိစောက်ထားရဆိုလို့ချင်းဒီဟာကပို့ပြီးတော့ရည်ရှိမှာခံနေဆိုတာကိုကျွန်တော်ချက်ပြောပြချင်တာပေါ့နော်โอเคဒါဆိုလို့ချင်းဒီပုံလေးကိုလည်းခုနပြောလို့နားလည်သွားမယ်လို့ထင်တယ်ကိုလိုချင်တဲ့ရလဒ်ကိုအရင်ဆုံးသတ်မှတ်ထားတာကိုဘယ်လိုလူဖြစ်ရှင်လဲဆိုတာကိုအရင်ဆုံးသတ်မှတ်ပေါ့နော်အဲ့တော့ identity base မှာဆိုလို့ရှိရင်ကျွန်တော်တို့အာဘယ်လိုမျိုးပြောရမလဲပေါ့နော်ဆိုတော့ကျွန်တော်ပြေးကျင်တယ်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကပြေးတဲ့သူတစ်ယောက်ဖြစ်တယ်ကိုဘယ်လိုလူလဲဆိုရဲအရာကိုပြောပြလိုက်တာကိုပြေးတဲ့သူတစ်ယောက်ဖြစ်တယ်အဲ့တော့အပြေးဝါသနာရှင်တစ်ယောက်ဖြစ်တယ်ဒါဆိုလို့ရှိရင်အပြေးဝါသနာရှင်တွေကဘာလုပ်ကြလဲသူတို့မနက်ဆိုလို့ရှိရင်စောစောထားမယ်ပြေးမယ်ဒါမှမဟုတ်တချို့ရက်တွေမှာလမ်းလျှောက်မယ်တချို့ရက်တွေမှာstrength training တွေလုပ်မယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအခုအာအပြေးဝါသနာရှင်တယောက်ဖြစ်နေရပါတော့ဆိုဘယ်လိုဖြစ်တော့ဆိုတော့ဒီဂျားထဲမှာအာ social media သုံးလို့ရှရင်လည်းတွေ့လိမ့်မယ်ပေါ့နော်ဆိုတော့တခြားသူတွေပြေးကြတယ်ပြီးတော့ကိုကလည်းပြေးကျင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့လည်းဒါပြေးကျင်တယ်အရင်တည်းကလည်းဒီ fitness ပိုင်းကိုကျွန်တော်လိုက်ပြီးလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့gym သွားတယ်တချို့ class လေး join ဖြစ်တယ် exercise လေးလုပ်ဖြစ်တယ်အဲ့တော့ identity လေးတစ်ခုကိုထပ်ပြီးတော့ယူလိုက်တယ်ကျွန်တော်အပြည့်ဝါသနာရှင်တယောက်ဖြစ်တယ်အဲ့တော့ဘာလုပ်လဲဆိုတော့မနက်ဆိုလို့ရှိရင်ဒီနေ့ဆိုလို့ရှိရင်လည်းကျွန်တော်running training တစ်ခုသွားပြီး join နေနောက်ဗုဒ္ဓဘုနေ့ဆိုလို့ရှိရင်လည်းနောက်ထပ် running training တစ်ခုထပ်ပြီးတော့သွား join မယ်ဒီတိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်မနက်ပဲဖြစ်ဖြစ်ညနေပဲဖြစ်ကျွန်တော်သွားပြီးပြေးဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့တော့ရလာနေနေဆိုလို့ရှိရင်ကိုယ်နဲ့ပို့ပြီးတော့ကိုယုံကြည်ချက်ပို့ပြီးရှိလာတယ်fit ဖြစ်တယ်လို့ပို့ပြီးခံစားရတယ်ဒီဟာဒီကျွန်တော်ခုနကကို identity တစ်ခုယူလိုက်တယ်အဲ့ဒါပေါ်မှာလိုက်ပြီးလှုပ်ဆောင်တယ်အဲ့အတွက်ကျွန်တော်ရလာတစ်ခုရတယ်အဲ့လိုမျိုးသွားရပေါ့နော်ဆိုတော့ကျွန်တော်စာဖတ်ချင်တယ်ဆိုတာမျိုးမဟုတ်ဘူးကျွန်တော်ကစာဖတ်တဲ့သူတစ်ယောက်ဖြစ်တယ်အဲ့တော့စာဖတ်တဲ့သူတွေကဘယ်လိုမျိုးလှုပ်ဆောင်လဲကိုပတ်ဝန်းကျင်မှာကြည့်ပေါ့နော်ဆိုတော့တချို့စာကြပိုးဆိုပြီးပြောခံရတဲ့သူရှိလိမ့်မယ်သူတို့အနေနဲ့ဘယ်လိုလုပ်ကြလဲအမြဲတမ်းစောင့်ကြည့်ဖတ်နေရမျိုးလားဒါမှမဟုတ်မနက်ဆိုလို့ရှိရင်စောင့်လေးဖတ်တယ်ပြီးရင်ညနေပိုင်းလောက်မှာခဏလောက်စောင့်လေးဖတ်တယ်အဲ့လိုမျိုးယူလားဆိုတော့စာဖတ်တယ်ဆိုတာကိုယ့်နဲ့ဘယ်လိုမျိုး define လုပ်လဲပေါ့နော်ဆိုတော့အဲ့အပေါ်မှာလည်းမူတည်သေးတယ် now I want to write စာရေးခြင်းနဲ့ဆိုတာမျိုးမဟုတ်ဘဲနဲ့ငါစာရေးတဲ့သူတစ်ယောက်ဖြစ်တယ်စာရေးပြီးတော့တခြားသူတွေကိုကိုယ့်ရဲ့အသိပညာတွေမျှဝေနေတဲ့သူတစ်ယောက်ဖြစ်တယ်ဒါဆိုလို့ရှိရင်သူတို့ကဘယ်လိုမျိုးလှုပ်ဆောင်လဲသူတို့ကဘယ်လိုမျိုးကြားလက်တွေကိုကြားလဲအဲ့လိုမျိုးလေးပြင်ပြီးစဉ်းစားကြည့်ပေါ့နော်ဆိုတော့ outcome process identity အဲ့ဒီအရာကိုကျွန်တော်တို့ပြောင်းပြန်ဆိုလို့ရှိရင် identity process outcome အဲ့လိုမျိုးလေးစဉ်းစားကြည့်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ habit တစ်ခုအလေးချင်းတစ်ခုကပို့ပြီးတော့ခိုင်မြဲဖို့အတွက် chance ပိုများတယ်အဲ့တော့အလေးချင်းဆိုတာကတဲ့ကျွန်တော်တို့ကိုဘယ်လိုလူလဲဆိုတာကိုအမှတ်ပေးနေရတဲ့အတူတူပဲတဲ့ဆိုတော့ကိုနေ့ရက်တိုင်းမှာဘာတွေလုပ်နေလဲဒီဟာတွေဒီကိုဘယ်လိုလူမျိုးဖြစ်လာမယ်ဆိုတာကိုသွားပြတက်ရောက်မှုရှိတယ်ပေါ့နော်အဲ့တော့အဲ့အလေးကိုမမေ့နဲ့အာအမြဲတမ်းအိတ်လိုက်စားလိုက်အဲ့လိုမျိုးဖြတ်တန်းနေဆိုလို့ရှိရင်ကိုယ့်ရဲ့ identity ကလည်းအိတ်လိုက်စားလိုက်ပဲဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်နဲ့အပြောင်းလဲလုပ်ချင်တယ်ဆိုလို့ရှိရင်အာကိုဖြစ်ချင်တဲ့သူကဘယ်လိုမျိုးလူလဲနော် what would a desire identity do ကိုဖြစ်ချင်တဲ့ identity ကဘယ်လိုမျိုးလဲသူတို့တွေကဘာတွေလုပ်ကြလဲအဲ့ဒါလေးတွေကိုတစ်ချက်ပြန်ပြန်စဉ်းစားကြည့်လို့ရတယ်ပေါ့နော် okay ဆိုတော့ဒါကတော့ကျွန်တော်တို့နောက်ထပ်အပိုင်းတစ်ခုရောက်သွားပြီအာဟိုပါပေါ့ okay နောက်ဆုံးပိုင်းဖြစ်တယ်နောက်ဆုံးပိုင်းဆိုရင်ကျွန်တော်ဒီမှာကပို့ပြီးတော့ရှေ့မယ်တင်တယ်ပေါ့နော်အဲ့တော့ habit တစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဆင့်၄ဆင့်နဲ့သွားရတယ် cue craving response reward ဘယ် habit ပဲမဆိုကျွန်တော်ဒီအဆင့်၄ဆင့်နဲ့သွားရတယ် cue craving response reward အလွတ်ကျက်ထားလိုက်ရပါတော့ဆိုတော့ cue craving response reward cue craving response reward ဆိုတော့ CCRR ပေါ့နော် okay ဆိုတော့အဲ့လေးတစ်ခုချင်းစီကိုကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးမယ် cue cue ဆိုတာကြတော့ကျွန်တော်အလေးချင်းတစ်ခုလုံးမယ်ဆိုလို့ရှိရင်အဲ့အလေးချင်းဖြစ်လာဖို့အတွက်ကိုယ် trigger ဖြစ်စေတဲ့အရာပေါ့နော်ကိုယ်ကိုယ့်ရဲ့ခေါင်းထဲမှာဒီအောင်လှုပ်ချင်နေဆိုပြီးတော့ဖြစ်လာအောင်လို့ဆွဲဆောင်တဲ့အရာတစ်ခုကျွန်တော်နောက်ပိုင်းမှာတော့ကျွန်တော်တစ်ခုချင်းစီကိုအသေးစိတ်လေးပြန်သွားပေးမယ်ပေါ့နော်ဆိုတော့ဒီအားတော့ကျွန်တော်အာအရင်ဆုံး overview အနေနဲ့ပြင်ပြီးတော့ပြောပြပေးမယ်ဒုတိယတစ်ခုကတော့ craving ကကျတော့ desire ပေါ့နော်ဆိုတော့
ကျင့်စိတ်ဖြစ်လာတာ okay တခုခုကိုစပြီးလုပ်ဖို့အတွက် trigger ဖြစ်စေတဲ့အရာလေးကိုမြင်လိုက်ပြီဆိုရင်အဲ့ဒါကိုလှုပ်ချင်စိတ်ဖြစ်လာတာအဲ့အတွက် response လှုပ်လိုက်တဲ့အတွက်ရလဒ်တစ်ခုရလာတယ်ဆိုတော့ဒီဟာကအမြဲတမ်းrotate ဖြစ်နေတယ်ဆိုတော့ habit အတိုင်းမှာကျွန်တော် rotate ဖြစ်နေတဲ့အရာတစ်ခုပေါ့နော်အဲ့တော့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မနက်ထလာတယ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကိုယ့်အနေနဲ့တိတ်ပြီးခေါင်းမကြည့်နေဘူးပေါ့နော်ဆိုတော့မကြည့်နေတော့ဘာလုပ်ချင်လဲ coffee တောက်ချင်တယ်ဆိုရက်စိတ်ကဖြစ်လာတာပေါ့နော်ပြီးပြီဆိုလို့ရှိရင် response အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါမီးဖို့ကြောင်းနဲ့တွားလိုက်မယ်တွားပြီး coffee လေးကိုဖြော်လိုက်မယ်အဲ့တော့တောက်လိုက်တယ်တောက်လိုက်တော့ခေါင်းကြည်သွားတယ်စိတ်ကြည်သွားတယ် okay ဆိုတော့ဒီဟာဒီကိုအတွက် reward တစ်ခုဖြစ်သွားတယ်အဲ့တော့မနက်တိုင်းမှာကျွန်တော်ကတိတ်ပြီးခေါင်းမကြည့်ဘူးနေလို့ထိုင်လို့မကောင်းဆိုလို့ရှိရင်ဒီ process အတိုင်းကိုပြင်ပြီးတော့ရောက်သွားရပေါ့နော်ဒီနေရာမှာကျွန်တော်ပြပြပေးချင်တာကြတော့ the power of repetition ပေါ့နော်ကျွန်တော်အလေးချင်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်များသောအားဖြင့်ပြောကြရင်21ရက်လို့ပဲဆိုပြောကြတယ်တချို့ကကြောက်လေ44ရက်လို့ပဲဆိုပြောကြတယ်တချို့ကကြောက်လေ66ရက်လို့ဆိုပြောကြတယ်ဒါပေမဲ့တကယ် research တွေအရသုတေသနအရ habit တစ်ခုအလေးချင်းတစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်18ရက်ကနေပြီးတော့254ရက်ကြားထဲမှာရှိရပေါ့နော်အဲ့လောက်ထိကြာနိုင်တယ်ဒါပေမဲ့များသောအားဖြင့်ကကြတော့ဒီ66လောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒါ habit တစ်ခုအနေနဲ့ဖြစ်သွားတယ်ကိုယ်အနေနဲ့ဒီဟာကိုအရင်နဲ့အားထုတ်เสียမလိုတော့ဘဲနဲ့ဇက်တိုက်လုပ်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့တော့ရေပေါ်အဖြစ်က66လောက်ကြာနိုင်တယ်ဒါပေမဲ့အထက်ပိုကြာလည်းဖြစ်နိုင်တယ်254ရက်အထိကြာလည်းဖြစ်နိုင်တယ်ဒီဟာလေးကိုကျွန်တော်တို့ခေါင်းထဲထည့်ထားဖို့လိုအပ်တယ်အာအလွယ်တကူနဲ့give up မလုပ်လိုက်နဲ့အလျှော့မပေးလိုက်နဲ့ပေါ့နော်ဆိုတော့တချို့မှားတတ်တာကြတော့အလေးချင်းတစ်ခုဖြစ်ဖို့အတွက်ကျွန်တော်21ရက်လိုပဲဆိုပြီးတော့ပြောကြတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်21ရက်စတိုင်းလောက်တော့ဖို့လိုအပ်တယ်အဲ့တော့21ရက်စတိုင်းတော့လောက်လိုက်တယ်ပြီးတော့22ရက်နေ့မြောက်ရောက်တော့ဆက်ပြောမလုပ်တော့ဒါဆိုလို့ရှိရင်အလေးချင်းတစ်ခုဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အလေးချင်းတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်အမြဲတမ်းဆက်ပြီးတော့လုပ်သွားဖို့လိုအပ်တယ်ကိုယ့်ရဲ့ queue ကိုယ့် trigger ဖြစ်စေတဲ့အရာလေးတွေကိုကျွန်တော်ကမြင်တောင်ထားရမယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့အာဆိုပါဆိုကျွန်တော်ကရေတောက်တဲ့အလေးချင်းတစ်ခုလုပ်ချင်တယ်ပေါ့နော်ဆိုတော့အရင်ဆိုလို့ရှိရင်ကျွန်တော်ရေတောက်တာနည်းတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နာမှာရေဘူးမရှိလို့ကျွန်တော်ရေဘူးမမြင်နေရလို့ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘာလုပ်လိုက်လဲရေဘူးလေးကိုဘေးနားမှာခြာထားလိုက်တယ်ကျွန်တော်အလုပ်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ရှေ့တက်မှာရေဘူးရှိတယ်ဒါမှမဟုတ်ရေခွက်ရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီအောင်မြင်လိုက်တိုင်းမှာကျွန်တော်တောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်အနေနဲ့အလေးချင်းတစ်ခုလုပ်ဖို့ဆိုလို့ရှိရင်မြင်သာအောင်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်အနေနဲ့ဂီတာတီးရဲ့အလေးကျင့်လေးဖြစ်ရှင်တယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဂီတာကိုဗီဒီယိုထဲမှာသွားပြီးသိမ်းတာအထက်ကျွန်တော်မြင်သာတဲ့နေရာနော်ကိုယ့်ရဲ့ဧကန်မှာသွားပြီးထားရတယ်ဆိုလို့ရှိရင်ကျွန်တော်ဧကန်နဲ့ဝင်လိုက်ပြီဆိုတာနဲ့ကိုယ့်ဂီတာကိုမြင်နေမယ်ဆိုလို့ရှိရင်ဂီတာတီးရှင်စိတ်ဖြစ်မယ်အဲ့အတွက်ကျွန်တော်ဂီတာတီးလိုက်တယ်တီးလိုက်တဲ့အတွက် reward အနေနဲ့ဆိုလို့ရှိရင်ရလဒ်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ဂီတာတီးဖြစ်သွားတယ်လေ့ကျင့်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ရဲ့ environment ဆိုရဲပတ်ဝန်းကျင်ကအရေးကြီးတယ်ကျွန်တော်ပတ်ဝန်းကျင်ကဟိုကိုကအလေးချင်းတစ်ခုတော့ဖြစ်ရှင်တယ်ဒါပေမဲ့မြင်သာမနေဘူးဆိုလို့ရှိရင်အဲ့ဒီအရာလှုပ်ဖြစ်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အသုံးမလိုတဲ့ပစ္စည်းဆိုလို့ရှိရင်ဒီ store ကန်ထဲမှာသွားပြီးတော့တင်ထားလိုက်တယ်အဲ့တော့ကြာတော့မိပြက်ပြောက်ပဲstore ကန်ထဲမှာဘာပစ္စည်းရှိလို့ရှိမှန်းတော့မသိတော့ဘူးပေါ့နော်အဲ့တော့အဲ့ဒီအပစ္စည်းကိုလည်းကျွန်တော်သွားပြီးတော့မသုံးဖြစ်တော့အဲ့လိုမျိုးပဲကျွန်တော်တို့အလေးချင်းလုပ်ဖို့ဆိုလို့ရှိရင်လေကိုကအလေးချင်းကောင်လုပ်ချင်တယ်ဆိုလို့ရှိရင်မြင်သာအောင်ထားအလေးချင်းစိုးတစ်ခုဖြတ်ချင်တယ်ဆိုလို့ရှိရင်မမြင်သာအောင်ထားမမြင်အောင်ထားနော်အဲ့တော့ဒီမှာကသူက good habit နဲ့ bad habit မှာအလေးချင်းကောင်လုပ်ချင်တယ်ဆိုလို့ရှိရင်မြင်သာအောင်ထားဆွဲဆောင်မှုရှိအောင်လုပ်လွယ်ကူအောင်လုပ်စိတ်ကြည်နမှုကောင်းအောင်လုပ်အလေးချင်းစိုးတစ်ခုဖြတ်ချင်တယ်ဆိုလို့ရှိရင်ပြောင်းပြန်မယ်မမြင်သာအောင်ထားဆွဲဆောင်မှုမရှိအောင်လုပ်ခန့်အောင်လုပ်စိတ်ကြည်နမှုမရှိအောင်လုပ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ Q အနေနဲ့ဆိုပါစို့ကျွန်တော်ကဖုန်းပေါ့နော်ဆိုပါစို့ဖုန်းကကျွန်တော်ဘေးနားမှာချထားရဲစာလုံးနေအောင်မှာဘေးနားမှာချထားရဲဆိုလို့ရှိရင် notification ဝင်လာတယ်တောင်းဆိုပြီးတော့အတန်လေးထွက်ပြီးတော့ notification ဝင်လာတယ်အဲ့ဆိုလို့ရှိရင်အဲ့ဒီຢာဒီကျွန်တော်တို့ trigger ပဲ Q ပဲပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ဘာဖြစ်လာလဲဆိုတော့ notification ထဲမှာဘာပါလဲဘယ်သူစာပို့တာလဲဒါမှမဟုတ်
ဘယ်က notification တက်တာလဲအဲ့ဒါကိုသိကျင်လာတယ် craving ဖြစ်လာတယ်အဲ့အတွက်ကျွန်တော်ကြည့်လိုက်တယ်ပြီးတော့ reward အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်သိကျင်တဲ့အရာတစ်ခုကိုကျွန်တော်သိလိုက်ရတယ်အဲ့ဒါဒီကျွန်တော်တို့ဒီ process အထိုင်အောင်သွားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့စာလုံးနေတဲ့အချိန်မှာဖုန်းသုံးတဲ့အလေးချင်းမရှိချင်ဘူးဆိုလို့ရှိရင်အဲ့ဖုန်း Wi-Fi ကိုပိတ် airplane mode တင်လုပ်လို့ရတယ်ပြီးရင်မမြင်အောင်ထား size ပွဲပေါ်မှာလုံးဝမတင်တာနဲ့ဘေးနားမှာလည်းမချတာနဲ့တခြားအခန်းထဲမှာသွားပြထားရလိုက်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းလည်းမမြင်ရတော့ဘူးဖုန်းရဲ့ notification လည်းမတက်တော့ဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုပေါ်မှာပို့ပြီးတော့အောင်စိုက်နိုင်သွားရပေါ့နော်အဲ့လိုမျိုးပဲ make it attractive ကျွန်တော်အနေနဲ့စပြီးတော့လုပ်ချင်တယ်တခုခုအလေးချင်းတစ်ခုဖြစ်ရှင်တယ်ဆိုလို့ရှိရင်အဲ့ဒီအောင်ဆွဲဆောင်မှုရှိအောင်လုပ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ပိုင်းမှာတော့ဥပမာလေးနဲ့ပြောသွားမယ်နောက်က make it easy လွယ်လွယ်ကူကူနဲ့စလို့ရအောင်လုပ်ပေါ့နော်ဆိုတော့သူကတော့ဒီထဲမှာ2 minute rule ဆိုရဲtips လေးကိုပြပြပေးထားတယ်လွယ်ကူအောင်လုပ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒါဒီနေ့မနက်running training သွားတယ်သွားဖို့အတွက်ကျွန်တော်မနက်ကျမှဟိုအင်ဂျီထုတ်သွားဖို့အတွက်ပြင်ဆင်အဲ့လိုမျိုးလုပ်တာမဟုတ်ဘူးပေါ့နော်ဆိုတော့ညတွေကကျွန်တော်ဝတ်မဲ့အင်ဂျီကိုပြင်ဆင်ထားတယ်ပြီးရင်ယူသွားမဲ့ပစ္စည်းလေးကိုကျွန်တော်တစ်ခါရေးစီစဉ်ထားတယ်ပြီးရင်မနက်နိုးလာပြီဆိုတော့လည်းကျွန်တော်စားလို့ရအောင်လို့အစားအစာလေးပြင်ထားတယ်အဲ့တော့မနက်နိုးလာပြီဆိုတော့လည်းကျွန်တော်အင်ဂျီလေးလိုက်မယ်လေးပြီးတော့စားလိုက်မယ်စားပြီးတော့သွားလိုက်မယ်ဒါဆိုလို့ရှိရင်လုံးဝလွယ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလွယ်လွယ်ကူကူနဲ့စားလို့ရအောင်လုပ်ထားဖို့လိုအပ်တယ်နောက်ကကြောင့် make it satisfying ကြည်နမှုရှိအောင်လုပ်စိတ်ကြည်နမှုကောင်းအောင်လုပ်အဲ့တော့ကျွန်တော်အနေနဲ့ဒါဒီအလေးကျင့်လေးကိုလုပ်လိုက်တယ်training လေးကိုသွားပြီး join လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အာကိုမသိတဲ့အရာလေးသိသွားတယ်ဘယ်လိုပြေးရမလဲပြီးရင် running နဲ့ပတ်သက်ပြီးတော့တချို့ tips လေးတွေလည်းကျွန်တော်သိလိုက်ရတယ်အဲ့တော့ကျွန်တော်အနေနဲ့နောက်ပိုင်းပြေးတဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးတော့မှန်မှန်ကန်ကန်နဲ့ပြေးလာနိုင်မယ်ပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်အနေနဲ့ရလိုက်တဲ့ reward တစ်ခုဖြစ်တယ်အဲ့အတွက်ကျွန်တော်ဒီ process ထဲမှာလဲသွားတယ်ပေါ့နော်ဆက်ပြီးတော့လုပ်ဖြစ်သွားတယ်ဆိုတော့အရာတစ်ခုရလိုက်မယ် okay ဆိုတော့ကျွန်တော်တို့ကို trigger ဖြစ်စေတဲ့အရာတစ်ခုခုစဖို့အတွက်ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာအောင်လို့ကိုယ်လှုပ်ချင်လာအောင်လို့ဆွဲဆောင်တဲ့အရာပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့ဒီအရာဒီကျွန်တော်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်တယ်ကိုကအဲ့ဒီ cue လေးတွေကိုမြင်လေလေပို့ပြီးတော့လှုပ်ဖြစ်ဖို့အတွက် chance များလေးလေးပဲပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာပေါ့နော်ဆိုတော့စာဖတ်ချင်တယ်စာဖတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်စာအုပ်ကိုဗီဒီယိုထဲမှာတွားပြသိမ်းတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ size ပွဲပေါ်မှာချရမယ်ဒါမှမဟုတ်အာကျွန်တော်အိတ်တဲ့ခေါင်းဘေးနားလေးမှာချလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ size ပွဲလေးမှာထိုင်လိုက်ပြီဆိုလို့ရှိရင်စာအုပ်ကိုမြင်နေရတယ်ဒါဆိုလို့ရှိရင်စာလုပ်ပြီးရင်စာအုပ်လေးခဏလောက်ဖတ်လိုက်မယ်ဆိုတာမျိုးကိုကျွန်တော်အနေနဲ့ဖြစ်စေနိုင်တယ်ခေါင်းနားမှာချရဲဆိုလို့ရှိရင်လည်းညအိတ်ခဏီကိုစာအုပ်လေးခဏလောက်ဖွင့်ပြီးတော့စာဖတ်ဖြစ်သွားတာမျိုးအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်တော့နောက်ခုအနေနဲ့ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲရေပိုတောက်ရှင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရေဘူးကို size ဘောပေါ်မှာတင်ထားလိုက်မယ်ဒါဆိုလို့ရှိရင်မြင်သာတယ်မြင်သာတဲ့အတွက်တောက်ဖြစ်တယ်လေ့ကျင့်ခန်းလုပ်မယ်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်ခုနကကျွန်တော်ပြောသွားတဲ့ဥပမာတိုင်းပဲညတွေကကိုယ့်ရဲ့အဝတ်စားလေးကိုပြင်ဆင်ထားမယ်ဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပို့ပြီး chance များရတယ်ပေါ့နော်နောက်ပို့ပြီးတော့ကျဉ်းကျဉ်းမာအာ healthy ဖြစ်တဲ့အစားအစာတွေစားကျင်တယ်ဆိုလို့ရှိရင်လည်းအာကိုယ်စားကျင်တဲ့အသီးလေးတွေကိုရေခဲတဲ့တိုင်းမှာထည့်ထားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်နေရေခဲတဲ့ဖွင့်တိုင်းမှာအဲ့အသီးလေးကိုမြင်မယ်အဲ့တော့စားကျင်စိတ်ဖြစ်လာမယ်ဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တစ်ခါလေကြားလို့ရှိရင်ဒီ motivation လိုအပ်တာမဟုတ်ဘူးကိုယ့်ရဲ့ပတ်ဝန်းကျင်နေရာလေးကလိုအပ်ချက်ဖြစ်နေရအကြောင်းလည်းဖြစ်နိုင်တယ်အဲ့တော့ဒီကတော့ Q အဲ့တော့ Q အတွက်ကျွန်တော်ဒီ tips လေးတစ်ခုပေးချင်တယ်အဲ့ဒါဘာလဲဆိုတော့ habit stacking လို့ခေါ်တယ် habit stacking ဆိုတာကအလွယ်တကူပြောမယ်ဆိုလို့ရှိရင်ကိုလက်ရှိလုပ်နေတဲ့အလေးအကျင့်တွေကိုတခြားကိုထပ်ထည့်ခြင်းတဲ့အလေးအကျင့်အသစ်တစ်ခုကိုပေါင်းထည့်လိုက်တာပေါ့နော်ဆိုတော့ okay ပထမဆုံးလုပ်နေကြအလေးချင်းလုပ်မယ်ပြီးရင်အလေးချင်းအသစ်တစ်ခုလုပ်မယ်အဲ့လိုမျိုးနှစ်ခုတွဲပေးလိုက်တာပေါ့နော်ဒါကို habit stacking လို့ကျွန်တော်တို့ခေါ်တယ်အဲ့တော့ကျွန်တော်အရင်ကလုပ်ခဲ့တဲ့အရာလေးကိုတစ်ချက်ပြောပြပေးမယ်ဘယ်လိုလဲဆိုတော့ကျွန်တော်အရင်ကဆိုလို့ရှိရင်စာအုပ်ကိုတိတ်ပြီးတော့မဖတ်ဖြစ်ဘူးပေါ့နော်မဖတ်ဖြစ်ဘူးအဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းလဲဆိုပြီးတော့စဉ်းစားတော့ဒီ habit stacking ဆိုတဲ့နည်းလမ်းလေးကိုတွားပြတွေ့အဲ့အခါမှာကျွန်တော်အနေနဲ့လက်ရှိလုပ်နေတဲ့အလေးချင်းကဘာလဲဆိုတော့ကျွန်တော်အရင်ဆုံးစဉ်းစားကြည့်တယ်
အဲ့ဒီအရာကိုကျွန်တော်စာဖတ်တဲ့အလေ့အကျင့်နဲ့တွဲချင်တာပေါ့နော်အဲ့တော့ပထမဆုံးနိုးချင်းပဲပေါ့နော်ဆိုတော့ကျွန်တော်အာမနဲ့နိုးတယ်နိုးပြီးဆိုရင်မျက်နှာသစ်သွားတိုက်တရားဒီကျွန်တော်တို့က current habit လက်ရှိလုပ်နေတဲ့အလေ့အကျင့်တစ်ခုဖြစ်တယ်အဲ့ဒါကိုကျွန်တော်စာဖတ်တာနဲ့တွဲလိုက်တယ်ပေါ့နော်အဲ့တော့မနက်ပိုင်းနိုးလာပြီဆိုတော့ ਨੇ မျက်နှာသစ်သွားတိုက်ပြီးရင်စာအုပ်ဖတ်မယ်စာမျက်နှာ10မျက်နှာဖတ်မယ်ဆိုပြီးတော့တွဲလိုက်တယ်အဲ့ဒါပြီးတော့မှမနက်စာစားမယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးလက်ရှိလုပ်နေတဲ့အလေးချင်းနှစ်ခုကြားတွေကိုအလေးချင်းသက်တစ်ခုလေးကိုပေါင်းထည့်လိုက်တယ်အဲ့အတွက်ကျွန်တော်အဲ့ဒီစာဖတ်တယ်ဆိုတဲ့အရာကိုကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်သွားရတယ်ပေါ့နော်အဲ့တော့မနက်နိုးလာရင်မျက်နှာသစ်သွားတိုက်တယ်ပြင်စားလေးဖတ်တယ်ဖတ်ပြီးတော့မှမနက်စာစားတယ်အဲ့တော့စာဖတ်တာဒီနည်းနည်းလေးပဲလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်များရင်လည်းများမယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အလေးချင်းလေးတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်စတိုင်းလုပ်ဖြစ်သွားမယ်နောက်ပိုင်းမှာအားထုတ်စရာအရင်မလိုတော့အရင်အားထုတ်စရာမလိုတော့ပဲねစာဖတ်တယ်ဆိုတဲ့အလေးချင်းလေးတစ်ခုကကိုယ့်ရဲ့ daily life တွေကိုဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးစမ်းကြည့်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်မနက်ပိုင်းဒါ coffee ဖြော်ပြီးပြီဆိုလို့ရှိရင်ဒါတရားထိုင်တာပေါ့နော်ဆိုတော့2မိနစ်လောက်တရားထိုင်တာမျိုးလုပ်မယ်ဆိုတာမျိုးတွဲလိုက်လို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းမနက်ပိုင်းသွားတိုက်ပြီးရင်စာမျက်နှာတစ်မျက်နှာဖတ်မယ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်။နဲတာများတာတဲ့ကျွန်တော်တို့ကတကယ်လုပ်ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်။နောက်တစ်ခုကအာနေ့လည်စာစားပြီးပြီဆိုလို့ရှိရင်10မိနစ်လမ်းလျှောက်မယ်။ဆိုတော့နေ့လည်စာစားရဆိုတာကလက်ရှိလုပ်နေတဲ့အလေးချင်းတစ်ခု10မိနစ်လမ်းလျှောက်တာကအလေးချင်းတစ်ခုအဲ့လိုမျိုးနှစ်ခုတွဲလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီຢာကအောင်မြင်နိုင်ခြေက64%လောက်ထိပို့ပြီးတော့များရဲဆိုတာကိုဒီသူတေသနရဲ့အရာပြောပြထားရပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် Q ကဘာဖြစ်သွားလဲဆိုတော့ကိုယ် trigger ဖြစ်စေအရာကပထမအလေးချင်းတစ်ခုဖြစ်သွားရပေါ့နော်ဆိုတော့တခြားအရာတွေမဟုတ်ဘဲနဲ့ပထမအလေးချင်းတစ်ခုဖြစ်သွားတယ်နေ့လည်စာစားပြီးတာနဲ့လမ်းလျှောက်မယ်ဆိုတာကိုကျွန်တော်ကအလိုလိုသိသွားရပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဘာလေးချင်းရှိလဲဆိုတော့နေ့လည်စာပဲဖြစ်ညစာပဲဖြစ်စားပြီးဆိုလို့ရှိရင်ကျွန်တော်တကြားလုံးလေးတစ်လုံးစားတယ်ဒါမှမဟုတ်ရင်အစာချီစီလေးစားရပေါ့ဒါကတော့ကျွန်တော်အလေးချင်းတစ်ခုအနေနဲ့ရှိတယ်အဲ့တော့စားပြီးဆိုတော့လည်းကျွန်တော်ရေတောက်တယ်ရေတောက်ပြီးအဲ့လိုမျိုးတကြားလုံးလေးတစ်လုံးလောက်စားရပေါ့နော်စားတဲ့အခါမှာဘာဖြစ်တုံးဆိုတော့အလေးချင်းစုတစ်ခုကထပ်ဝင်လာတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်ချက်ပြပေးမယ်မြင်ရလားမမြင်ရတဲ့ကြောင့်ဒီကဘူးပေါ့နော်ဘူးကပုံမှန်ဆိုလို့ရှိရင်ဘာဖြစ်နေအောင်ဆိုတော့ဒီကစာရွက်ထည့်တာပေါ့ဒီလိုမျိုးမြင်နေရတယ်မြင်နေရတော့ကျွန်တော်တဲ့မှာကျွန်တော်ဘေးနားမှာခြားတာတော့အမြဲတမ်းတကြားလုံးကိုမြင်တာကျွန်တော်စားခြင်းတယ်ပေါ့အဲ့တော့စာရွက်ခံလိုက်တယ်စာရွက်ခံလိုက်တော့တကြားလုံးအမြဲတမ်းမမြင်ရတော့အဲ့တော့မစားဖြစ်တော့ဘူးเนาะဆိုတော့ကျွန်တော်ねဒီအလေးချင်းတိတ်တိတ်လေးပဲဒါပေမဲ့အဲ့လိုမျိုးလေးမမြင်အောင်ထားလိုက်တဲ့အတွက်အပြောင်းလဲလေးဖြစ်သွားတယ်ဆိုတာကိုကျွန်တော်ပြောချင်တာပေါ့နော်ဒါဆိုရင်ကျွန်တော်လက်ရှိလုပ်နေနောက်နောက်တစ်ခုထပ်သွားမယ် okay နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ attractive ဖြစ်အောင်လုပ်ရမယ်ဆွဲဆောင်မှုရှိအောင်လုပ်ဖို့လိုအပ်တယ်အလေးချင်းတစ်ခုကအာ painful ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအလေးချင်းလုပ်ဖို့အတွက်အရန်နဲ့အားအားထုတ်ရတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တိတ်ပြောမလုပ်ရှင်ကြအောင်ဆွဲဆောင်မှုလည်းရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အာကိုကြိုက်တဲ့အရာနဲ့ကိုမကြိုက်တဲ့အရာကိုပေါင်းဖို့လိုတယ်ဆိုတော့သူကတော့ temptation balance ဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြီးရင်ပြပြပေးမယ်ပေါ့နော်ဆိုတော့တစ်ခါတော့လိုက်ပါမယ်ဆိုတော့ temptation balance ဆိုတာကြတော့ကျွန်တော်တို့ကလှုပ်တော့လှုပ်ချင်တယ်ဒါပေမဲ့ဆွဲဆောင်မှုမရှိနေဘူးဒီမှာဆိုလို့ရှိရင်လေ့ကျင့်ခန်းလုပ်တယ်လေ့ကျင့်ခန်းလုပ်တယ်ဆိုတာတချို့လူတွေတော့ကဆွဲဆောင်မှုမရှိနေဘူးပေါ့နော်ဆိုတော့အဲ့အခါမှာသူတို့ကဆွဲဆောင်မှုရှိတာဘာလဲ Netflix ကြည့်တာဇက်ကကြည့်တာဆိုတော့ဒီဟာဒီသူတို့ကဆွဲဆောင်မှုရှိတဲ့အရာအဲ့တော့ temptation bundling ဆိုတာကအဲ့အလေးချင်းတစ်ခုတစ်ချိန်တည်းမှာလုပ်တာဒါမှမဟုတ်တစ်ခုပြီးရင်တစ်ခုလုပ်တာအဲ့လိုမျိုးပေါ့ဆိုတော့များသော temptation bundling ဆိုရင်ကျွန်တော်ကတော့အလေးချင်းနှစ်ခုတစ်ခါလေးလုပ်တယ်လို့ကျွန်တော်တို့မှတ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် watch Netflix while only while on the train ပြေးစက်ပေါ်မှာရောက်မှာပဲ Netflix ကြည့်ရမယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Netflix ကြည့်ရင် Netflix လည်းကြည့်ဖြစ်သွားတယ်လမ်းလည်းလျှောက်ဖြစ်သွားတယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါကျတော့ audio books နားထောင်တာကိုကျွန်တော်ကြိုက်တယ်တကယ်တကယ်လောက်ရမှာကအိမ်သက်ရှင်လောက်ရမှာအဲ့တော့ကျွန်တော်အဲ့နှစ်ခုတွဲလိုက်မယ်အိမ်သက်ရှင်ရေးလုံနေတော့မယ် audio books နားထောင်အောင်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်က audio books လေးလည်းနားထောင်မယ်ပြီးပြီဆိုလို့ရှိရင်လေ့ကျင့်ခန်းလေး sorry အာအိမ်သက်ရှင်လည်းလုပ်ဖြစ်သွားမယ်အဲ့လိုမျိုးပဲကျွန်တော်တို့အာရှိကြလိမ့်မယ်ပေါ့ဆိုတော့
အိမ်တန့်ရှင်လုပ်မယ်ဆိုလို့ရှိရင်တချင်းဖွင့်တာဆိုတော့အများသောအားဖြင့်ရှိကြမယ်ထင်တယ်ပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့အင်တန်ချိန်ဆိုတာမလုပ်ချင်ကြအောင်လေဒါပေမဲ့တရှင်းသားထောင်နေဆိုတာလုပ်ချင်တယ်အဲ့တော့အဲ့နှစ်ခုတွဲပြီးလိုက်တော့တန့်ချိန်လောက်ရတာကိုပျော်သွားရပါတော့ဆိုတော့တန့်ချိန်လေးနဲ့လုပ်တယ်တရှင်းလေးလည်းဆိုတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးနှစ်ခုပေါင်းဖို့ပါလေပေါင်းတာတည်လေကျွန်တော်တို့ဆွဲဆောင်မှုရှိအောင်လို့အထောက်အကူပြုစေတယ်နောက်တစ်ခုက drink coffee တောက်တယ်ကျွန်တော် coffee တောက်ရှင်တယ်ဒါပေမဲ့တကယ်လုံးမှာက tea box session ပေါ့နော်ဆိုတော့တကယ်အာရုံစိုက်ပြီးအလုပ်လုပ်မှာအဲ့တော့ coffee ကိုဘယ်ချိန်မှာပဲတောက်မလဲဆိုတော့တကယ်ကိုအာရုံစိုက်ပြီးလုပ်မဲ့အချိန်မှာပဲ coffee တောက်မယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်လိုက်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တောက်ရှင်တဲ့ coffee ကိုလည်းတောက်ဖြစ်သွားမယ် tea box session ကိုလည်းကျွန်တော်လုပ်ဖြစ်သွားမယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒီ temptation balance ဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်တို့သုံးလို့ရတယ်အဲ့တော့ dopamine ကကျတော့ဘာလို့လိုချင်လဲဆိုတော့ကျွန်တော်တို့ရှက်ချင် reward ရမယ့်အရာတစ်ခုလိုချင်တယ်ရှက်ချင်ရလဒ်တစ်ခုရသွားမယ့်အရာမျိုးလိုချင်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကျွန်တော်တို့ကဆွဲဆောင်မှုရှိအောင်လုပ်ဖို့လိုရတယ်ကျွန်တော်အနေနဲ့ဒီဆွဲဆောင်မှုရှိအောင်ငယ်ငယ်ဆိုရင်ဘာလုပ်ကြလဲစာမွေးအောင်ကြိုးစားဂုဏ်တူးပအောင်ကြိုးစားဒါဆိုလို့ရှိရင်လိုချင်တဲ့အရာဝယ်ပေးမယ်အဲ့တော့စာကတော့မကြိုးစားကြဘူးဒါပေမဲ့လိုချင်တဲ့အရာရဖို့အတွက်စာကြိုးစားရတယ်အဲ့တော့ဒီဟာဒီဆွဲဆောင်မှုရှိတဲ့အရာတစ်ခုဖြစ်သွားရပေါ့နော်ဆိုတော့အဲ့လိုမျိုး temptation balance နည်းလမ်းလေးကိုလည်းအသုံးပြုလို့ရတယ်နောက်ခုနေဆိုလို့ရှိရင် make it easy လွယ်ကူကူနဲ့စားလို့ရအောင်လုပ်ဖို့လိုအပ်တယ်ကျွန်တော်အနေနဲ့လူတွေကခတ်တယ်ဆိုလို့ရှိရင်မလုပ်ချင်ကြအောင်ပေါ့နော်ဆိုတော့ကျွန်တော်ကိုတစ်ချိန်ထဲမှာ content 4-5ပုဒ်ရေးဆိုလို့ရှိရင်ကျွန်တော်ခတ်တယ်ဆိုပြီးတော့ကျွန်တော်ညင်းကောင်းညင်းလိုက်မယ်ဒါအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒါ3 ရက်လောက်အချိန်ရမယ်content လေးတစ်ပုဒ်လောက်ရေးပေးပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါလွယ်တော့ကျွန်တော်စပြမယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့တစ်ခုလုပ်ဖို့အတွက်ဟိုစတင်ဖို့အတွက်လွယ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော်ရှိမှကျွန်တော်လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပြင်ဆင်တာနဲ့ကျွန်တော်ပြောသွားရပေါ့နော်အဲ့တော့ညတဲ့ကကျွန်တော်အာလိုအပ်တဲ့အရာလေးကိုပြင်ဆင်လာရတော့မနက်ပိုင်းမှာကျွန်တော်အားအများကြီးထုတ်စရာမလိုတော့အဝတ်လဲမယ်စားမယ်ပြီးရင်အိမ်ရထွက်မယ်အဲ့30မယ်လို့ပြောတာပေါ့ဆိုတော့3 step habit လို့လည်းပြောလို့ရတယ်ဆိုတော့တစ်ခုစတင်မှုအတွက်အဆင့်30နဲ့စတင်နိုင်အောင်လုပ်ပေါ့နော်အရင်ခက်နေဆိုလို့ချင်းကျွန်တော်အဲ့ဒီအလေးချင်းကလုပ်ပြမှာမဟုတ်အဲ့တော့ဂျင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျင်သွားအလေးချင်းလုပ်မယ်ဆိုလို့ရှိရင်ကိုယ်အိမ်နဲ့အနီးဆုံးဂျင်ကိုရွေးဖို့လိုအပ်တယ်ဒါဆိုလို့ရှိရင်ဟိုကျွန်တော်ခေါင်းထဲမှာတိုက်ပွဲမဖြစ်တော့ဘူးเนาะဆိုတော့ဂျင်သွားမယ်ဒါပေမဲ့ဂျင်ကဝေးတော့အာအခုလောက်ဆိုရင်တော့သွားလို့အဆင်ပြေမှာမဟုတ်တော့ဘူးစီစေးရတက်နေရယ်အဲဆိုကာလန်နေရပိတ်တယ်ဒီလိုမျိုးအကြောင်းပြချက်တွေဝင်လာလိမ့်မယ်အဲ့တော့ကျွန်တော်အနေနဲ့အိမ်နဲ့အနီးဆုံးဂျင်ကိုရွေးချယ်တာလို့ရှိရင်ကျွန်တော်အဲ့ဒီဂျင်ကိုသွားဖြစ်ဖို့အတွက် chance ကပိုပြီးများတယ်ပေါ့နော်နောက်ပြီးတော့ reading habit အဲ့လိုမျိုးပဲခုနကလိုမျိုးကိုယ့်ရဲ့ခေါင်းထဲမှာထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဖတ်ဖြစ်ဖို့အတွက် chance ပိုများတယ် healthy eating ကျန်းမာနဲ့စားဖို့ဆိုလို့ရှိရင်လေကိုကဒီဗာလဲဟင်းသီးဟင်းရွက်တွေကိုတခါလှီးပြီးတော့တင်ထားလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တင်ထားလိုက်ပြီးရင် junk food တွေကိုကျွန်တော်တို့စားနေကြsnacks တွေကိုအဝေးမှာထားပါမမြင်အောင်ထားဒါဆိုလို့ရှိရင်ကျွန်တော် vegetable ကိုရွေးစားပြသွားမယ်ပြီးရင် productivity နဲ့ပတ်သက်တာဆိုလို့ရှိရင်လည်းကျွန်တော်တို့များသောအားဖြင့်ဖြစ်တတ်တာကြောင့် tab တွေအများကြီးဖွင့်တာ laptop မှာဆိုလို့ရှိရင်Chrome မှာ tab တွေအများကြီးပဲရှုပ်ပွားနေရပဲအဲ့တော့တခုဆိုလို့ရှိရင်ဘယ်နဲ့ရှာမှမသိဘူးအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ကိုယ်တကယ်သုံးမဲ့ tab တစ်ခုပဲဖွင့်တာပြီးအဲ့ဒါလို့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့လွယ်ကူနဲ့လုပ်လို့ရတယ် productivity ကိုတက်စေနိုင်တယ်အဲ့တော့ကိုယ်အနေနဲ့အလေးချင်းဆိုတခုဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းခက်အောင်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါ game ဆော့တဲ့အလေးချင်းကိုမရှိချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဖုန်းထဲက game ကိုဖြတ်လိုက်လို့ရတယ်ဒါမှမဟုတ်ဖုန်းကိုအဝေးမှာထားလို့ရတယ်အချိန်နဲ့ပဲအကန့်အသတ်သုံးတာမျိုးလုပ်လို့ရတယ်ဆိုတော့အဲ့လိုမျိုးလေးရှိတယ်ဒါမှမဟုတ်ကိုက social media သုံးတာကိုရှော့ချင်တယ်ဆိုလို့ရှိရင်ဆိုတော့ဘယ်အချိန်မှာပဲသုံးရမယ်ဆိုပြီးသတ်မှတ်တာမျိုးလုပ်လို့ရတယ်စာလုပ်တဲ့အချိန်မှာဖုန်းကိုအဝေးမှာထားတာမျိုးလုပ်လို့ရတယ်နောက်ကျွန်တော်ဖုန်းမှာဆိုလို့ရှိရင်အာအချိန်သတ်မှတ်တဲ့ app လေးတွေရှိရပေါ့နော်ဆိုတော့ဘယ်ချင်းဆိုပါစို့ social media ကိုတရက်မှာတစ်နာရီပဲသုံးမယ်ဆိုရင်တစ်နာရီသုံးပြီဆိုလို့ရှိရင်အဲ app ကဖွင့်လို့မရတော့အမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလောက်ထားရဲဆိုလို့ရှိရင်ကျွန်တော်ဒီအလေးချင်းဆိုတွေကို
ဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့သူကတော့ဒီ2 minutes rule လေးနဲ့ပြောထားတယ်အလေးချင်းတစ်ခုစဖို့အတွက်တဲ့2 minute အောက်2 minute အောက်နဲ့အရင်ဆုံးစပါပေါ့နော်ပြောချင်တာကနိုင်ခွက်စာဖတ်မယ်ဆိုတာထက်တစ်မျက်နှာလောက်စာဖတ်မယ်ဆိုတာမျိုးနဲ့အရင်စကြည့်လို့ရတယ်9မိုင်ပြေးမယ်ဆိုတာထက်ဒီ running shoes ကိုဝတ်လိုက်တာနဲ့ကျွန်တော်စလို့ရတယ်အဲ့လိုမျိုးပဲကျွန်တော်တို့ဒါ gym သွားမယ်ဆိုတာထက် homework ကိုလုပ်တယ်ဆိုတာမျိုးနဲ့ကျွန်တော်စလို့ရတယ်အဲ့တော့ homework လုပ်တယ်ရက်လေးနည်းနည်းလောက်ကြာသွားတယ်တစ်ပတ်နှစ်ပတ်သုံးပတ်လောက်ကြာသွားတယ်ကိုယ့်နဲ့ဒီဟာလေးကလည်းအဆင်ပြေသွားရဆိုလို့ရှိရင်ဒါကျင်သွားတဲ့ step ကိုထပ်ပြီးတော့လှမ်းလို့ရတယ်ပေါ့နော် now write 1000 words စာလုံး1000ရေးမယ်ဆိုတာတက်စာကြောင်းတစ်ကြောင်းလောက်ရေးလိုက်တာနဲ့စလို့ရတယ်မိနစ်20တရားထိုင်မယ်ဆိုတာတက်10မိနစ်လောက်တရားထိုင်တာနဲ့စလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့တစ်ခုစဖို့အတွက်2မိနစ်ပဲလုပ်မယ်ဆိုပြီးတော့အရင်တွေးကြည့်လိုက်ပေါ့နော်ဒီဟာကကိုယ့်ရဲ့စိတ်ကိုလှည့်စားတဲ့နည်းလမ်းလေးပဲပေါ့နော်ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်လည်းဒီဟာကိုများသောအားဖြင့်အသုံးပြုဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ content ရေးရမယ်ဆိုတော့တပုတ်ရေးမယ်ဆိုတာတက် okay ငါအာ content လေး2မိနစ်လောက်ရေးလိုက်ပါအောင်မယ်ဆိုပြီးတော့စလိုက်တယ်အဲ့တော့2မိနစ်ပြီးသွားတဲ့အခါမှာများသောအားဖြင့်မရက်ဖြစ်ဘူးမရက်ဖြစ်ပဲနဲ့ဆက်ပြီးတော့လှုပ်ဖြစ်တယ် content တပုတ်ပြီးရဲ့ဒီကျွန်တော်ရေးဖြစ်သွားတယ်ဒီလိုမျိုးအဆင့်တီကိုကျွန်တော်တို့ရောက်နိုင်တယ်ပေါ့နော် okay ပြီးတော့ make it justify ဒီဟာကတော့ကျွန်တော်နောက်ဆုံး step ဖြစ်သွားပြီပေါ့နော်ဆိုတော့စိတ်ကျဉ်နှံမှုကောင်းအောင်လုပ်ပေါ့နော်ကိုယ့်အနေနဲ့ brain ကဘာလို့လိုချင်လဲဆိုတော့နောက်မှရတဲ့reward တွေပေါ့နော်ဆိုတော့ reward data အခုချက်ချင်းရတဲ့ရလဒ်ကိုပို့ပြီးတော့လိုချင်ကြတယ်ကိုယ့်ရဲ့အုံနောက်ရဲ့အလုပ်လုပ်ပုံအောင်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာဘယ်လိုမျိုးလေးလုပ်လို့ရလဲဆိုတော့ချက်ချင်းကို reward ဘာပေးလို့ရမလဲပေါ့နော်ဆိုတော့အဲ့တော့စားလုပ်မယ်စားလုပ်ပြီးရင်ရေခဲမှုသွားစားမယ်ဒီလိုမျိုးလုပ်လို့ရတယ်ဒါမှမဟုတ်ဒီထဲမှာလိုမျိုးပဲ exercise လုပ်မယ်လုပ်ပြီးရင်smoothie လေးသွားတောင်းမယ်အဲ့လိုမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင် habit tracking လုပ်လို့ရတယ် habit tracking ဆိုတာကကိုယ့်ရဲ့ progress အလေးချင်းတစ်ခုရွေးလိုက်ပေါ့နော်ကိုဘာအလေးချင်းကိုလုပ်မှလဲအဲ့ဒီဟာကို track လုပ်တာမှတ်သားတာပေါ့နော်ဆိုတော့ okay ကိုဒီနေ့လုပ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါကို tick ချလိုက်တယ်ဒုတိယရက်လုပ်ပြီး tick ချလိုက်တယ်အဲ့တော့ပြင်မြင့်ကြည့်လိုက်တဲ့အခါမှာအော်15ရက်လောက်တောင်စလိုက်လုပ်ပြီးပဲရက်20လောက်တောင်စလိုက်လုပ်ပြီးပဲဆက်ပြီးတော့လုပ်မယ်ဆိုရဲစိတ်လေးကပို့ပြီးတော့ဝင်သွားတယ်ပြီးရင် make it social make it social ဆိုတာကကျွန်တော်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေအာဘယ်လိုပြောအသိပေးတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဆိုတော့ share your progress ကိုဘယ်လောက်ထိရနေပြီလဲဆိုတာလေးတွေကိုကိုယ်နဲ့ကိုယ်ကိုပြင်ပြီး reflection လုပ်မယ်အဲ့ဒါလေးတွေကိုပြင်ပြီးမျှဝေပေးမယ်ဒါဆိုလို့ရှိရင်သူတို့စီက comment လေးလည်းရကောင်းရနိုင်တယ်ဒါဆိုလို့ရှိရင်ကိုယ်နဲ့ကြည်နပ်မယ်ကြည်နပ်တဲ့အတွက်ကျွန်တော်ဆက်ပြီးတော့လုပ်ဖြစ်မယ်ဒီလိုမျိုးပေါ့နော်ဆိုတော့အဲ့တော့ habit tracking ကอืมကျွန်တော်သုံးတာတော့ဒီမှာကျွန်တော်ပြထားသလိုပဲသုံးမျိုးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ paper calendar ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီစာရွက် calendar လေးမှာလည်းအလေးချင်းကိုလုပ်ပြီးပြီဆိုလို့ရှိရင်မှတ်တာမျိုးလေးလုပ်လို့ရတယ်ဒါမှမဟုတ် application လေးရှိလိမ့်မယ်ပေါ့နော်ကျွန်တော်ကတော့များသောအားဖြင့် application နဲ့သုံးလို့မရှိဘူးကျွန်တော် spreadsheet နဲ့သုံးတယ်ပေါ့ဆိုတော့ Excel နဲ့သုံးတယ်ကိုလှုပ်ရှင်တဲ့အလေးချင်းလေးကိုမှတ်လိုက်တယ်မှတ်ပြီးတော့အဲ့ဒါလေးကိုရက်နေ့ရက်တိုင်းမှာကျွန်တော်ပြင်ပြီးတော့ချက်ဘယ်လိုပြောရမလဲပြင်ပြီးတော့မှတ်တယ်ပေါ့နော်ဆိုတော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်အော်ဘယ်နှစ်ရက်လောက်တောင်စတိုင်းလုပ်ပြီးလဲဆိုတာမျိုးကိုကျွန်တော်မြင်ရတယ်အဲ့အတွက်ကျွန်တော်အနေနဲ့ပို့ပြီးတော့ motivation ရတယ်ပို့ပြီးတော့လုပ်ဖြစ်သွားတယ်ပေါ့ဆိုတော့ဒီ habit tracking ဆိုတဲ့နည်းလမ်းလေးကိုလေအသုံးပြုလို့ရတယ်အဲ့အခါမှာလေးချင်းလုပ်တဲ့အခါမှာဘာမလုပ်ဖို့လိုရလဲဆိုတော့နှစ်ခါမပြတ်ဖို့လိုရတယ်နှစ်ရက်စတိုင်းမပြတ်ဖို့လိုရတယ်အဲ့တော့နေ့တိုင်းစာဖတ်မယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားတယ်ဒါပေမဲ့တရက်မှာတော့အဲအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်ဆိုတော့ကျွန်တော်အရေးကြီးတဲ့ကိစ္စတခုပေါ်လာလို့ကျွန်တော်စာမဖတ်ဖြစ်လိုက်ဘူးဒါဆိုလို့ရှိရင်နောက်ရက်မှာမဖြစ်မနေဖတ်ဖြစ်အောင်ဖတ်မဟုတ်ဘူးဆိုလို့ရှိရင်နောက်ရက်လည်းမဖတ်ဖြစ်ဘူးဆိုလို့ရှိရင်နောက်ထပ်ရက်တွေမှာလည်းထပ်ပြီးတော့ဖတ်ဖို့တော့ကမသေးကြတော့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအလေးချင်းလုပ်မယ်ဆိုလို့ရှိရင်နှစ်ခါထပ်ပုံမပြတ်နဲ့နှစ်ရက်ထပ်ပုံမပြတ်နဲ့ပေါ့နော်ဆိုတော့ဒီဟာလေးကိုမှတ်ထားဖို့လိုတယ်အကဲကိုကဟိုနောက်ထပ်တစ်ရက်မှာလည်းအချိန်အရင်မရဘူးဆိုရင်တော့မှ2မိနစ်3မိနစ်လောက်လှုပ်လိုက်ပေါ့နော်ဆိုတော့အရေးကြီးတာကစရိုက်လှုပ်ဖြစ်သွားဖို့လိုအပ်တယ်ပေါ့နော်အဲ့ James Clear ဆိုတဲ့ author ပြောတာကကြတော့the power of showing up ပေါ့နော်ဆိုတော့
မလုပ်ဘူးဆိုရင်တော့မှနည်းနည်းလေးလုပ်လိုက်တာမျိုးပေါ့နော်ဆိုတော့အဲ့မှာသူကဘာဥပမာနဲ့ပြောရလဲဆိုတော့အမ်ဒီလူတစ်ယောက်ပေါ့နော်လူတစ်ယောက်ကဘာလုပ်လဲဆိုတော့ဂျင်ဖက်နှက်ဝတ်တယ်ဂျင်သွားဖို့တော့ဖက်နှက်လေးဝတ်တယ်ပြီးရင်ကားမောင်းသွားတယ်ဂျင်ကိုရောက်သွားတယ်ရောက်သွားပြီးတော့9မိနစ်လောက်ပဲနေရပြီးတော့အိမ်ပြန်လာတယ်သူအဲ့ဒါကိုတဲ့6ပတ်လိုက်6ပတ်လောက်စတိုက်လုပ်တယ်ပေါ့နော်စတိုက်လုပ်တယ်တဲ့တခြားသူတွေကကြည့်ရဆိုလို့ရှင်တော့သူနဲ့ကောင်းမကောင်းတော့ထင်တယ်ရောဆိုတော့9မိနစ်လောက်ပဲကျင်လာပြီးတော့ပြန်သွားရဲဆိုတော့မြင်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီသေးသေးလေးပဲအာ9မိနစ်လောက်ဆိုရဲအချိန်ခဏလေးပဲဒါပေမဲ့သွားရလာရဆိုရဲအရာတစ်ခုကကျွန်တော်တို့ကအလေးချင်းတစ်ခုအနေနဲ့ဖြစ်သွားပြီဆိုလို့ရှိရင်ကျန်တဲ့အရာကတဖြည်းနဲ့ရှေ့သွားဖို့လိုအပ်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး auto pilot ဖြစ်အောင်လို့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်နောက်တစ်ခုအနေနဲ့ထပ်ပြောချင်တာ Goldilocks rule ပေါ့နော်ဆိုတော့သူကဘာလဲဆိုတော့အလေးချင်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်လည်းအရင်လေးမလွယ်ရအောင်အရင်လေးမခက်ရဘူးနည်းဘယ်လိုပြောမလဲနည်း normal လောက်ပဲဒါပေမဲ့ကိုယ့်ရဲ့လုံနိုင်တဲ့အရာထက်4%လောက်တော့နည်းနည်းလေးပို့ပြီးတော့တိုးတာပေါ့နော်ဒါမှပဲကျွန်တော်တို့ကအပေါ်ကိုတဆင့်တက်ဖို့အတွက်chance ပိုရှိမှာပေါ့နော်အကဲကအများနဲ့လုပ်နေကြဒီ routine time ပဲလုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ progress ကတနေရာတိုင်းမှာပဲရပ်နေလိမ့်မယ်ဆိုတော့သူကအဲ့ဒါလေးကိုတစ်ချက်ပြောပြထားတာပေါ့နော်အဲ့တော့ကိုကအာဆိုပါတော့ကျွန်တော်လွယ်အောင်လို့တရက်ထဲနဲ့စာမျက်နှာ100ဖတ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့နောက် step အနေနဲ့ဘာလုပ်လို့ရလဲဆိုတော့4%ဆိုတော့104ရွက်ဖတ်လို့ရတယ်။ Okay အဲ့လိုမျိုးပေါ့နော်ဆိုတော့4%လောက်တိုးပြီးတော့ဖတ်ကြည့်ပေါ့နော်။ဖတ်ကြည့်လုပ်ကြည့်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့တဖြည်းဖြည်းနဲ့ပို့ပြီးတော့progress ကိုပို့ပြီးတော့ရှိလာလိမ့်မယ်။အကယ်၍အရန်လွယ်နေဆိုလို့ရှိရင်လည်းစိတ်ဝင်စားမှုရှိမှာမဟုတ်ဘူး။ပြီးတော့တိုးတက်မှုကလည်းရှိမှာမဟုတ်ဘူး။အရန်နဲ့ခက်နေရဆိုလို့ရှိရင်လည်းအဲ့ဒီအရာကိုလုပ်ဖြစ်ဖို့တော့ chance နည်းတယ်ပေါ့နော်။အဲ့တော့ဒီဟာလေးကိုလည်းသိဖို့လိုတယ်။ Okay အဲ့တော့လေ့ကျင့်ကောင်းနေမှာလေတဲ့အာ downsize ပေါ့နော်နည်းနည်းလေးလိုအပ်ချက်လေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ထင်တာကြတော့အလေ့ကျင့်ဆိုတာကအမြဲတမ်းစဉ်းစားပြီးတော့မစဉ်းစားဘဲနဲ့လုပ်နိုင်တာဒီအလေ့ကျင့်လို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့အမြဲတမ်းဒီခုနပြောလို့ပဲကျွန်တော်တို့4%လောက်မတိုးတက်ပဲနဲ့0%ပေါ့နော်ကိုလုံနိုင်တဲ့အနေအထားတွေပဲအများကြီးလုံနေဆိုလို့ရှိရင်အဲ့ဒီကအပေါ်ထပ်ပြီးမတက်နိုင် quality ကတိုးလာမှာမဟုတ်ဘူးเนาะဒီဟာကိုလည်းကျွန်တော်တို့သိဖို့လိုအပ်တယ်ကိုအနေနဲ့ဒီဟာကိုပြင်ပြီးတော့အလေးချင်းတစ်ခုကိုပြင်ပြီးတော့ reflection လုပ်မယ်တိုးတက်မှုဘာတွေရှိလဲဘယ်လိုမျိုးအလုပ်ဖြစ်လားဆိုတာမျိုးလေးကိုကျွန်တော်အနေနဲ့ reflection လုပ်ဖို့လိုအပ်တယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအရာကိုတစ်ပတ်တစ်ခါပဲဖြစ်တစ်လတစ်ခါပဲဖြစ်တစ်နှစ်တစ်ခါပဲဖြစ်ပြင်ပြီးတော့အာ review လုပ်မယ်ပြီးရင် refine လုပ်မယ်အဲ့လိုမျိုးလေးလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့อืมသွားတိုက်တယ်ဆိုတာကကောင်းတဲ့လေ့ကျင့်ပဲဒါပေမဲ့သွားဘယ်လိုတိုက်ရမလဲဆိုတာအခုထိလေ့လာဖြစ်သေးလားမလေ့လာဖြစ်ဘူးပေါ့နော်ဆိုတော့ပုံမှန်တိုင်းပဲတိုက်တဲ့အတိုင်းပဲတိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာမှန်ချင်လဲမှန်နိုင်မယ်ဒါမှမဟုတ်မှားရင်လည်းမှားနေနိုင်မယ်တချိန်ချိန်မှာသွားပိုးပေါက်ရှိလို့သွားပိုးစားနေပြီဆိုလို့ရှိရင်ဒါဆရာဝန်စီကိုသွားတယ်ဆရာဝန်ကသွားဖလို့တိုက်လဲဆိုတော့ဒီလိုလေးတိုက်တယ်ပေါ့အဲ့နီလိုင်းကမှားနေရဆိုလို့ရှိရင်ကိုကလေ့ကျင့်တစ်ခုအနေနဲ့တော့ဖြစ်နေရပဲဒါပေမဲ့ကိုလုပ်တဲ့ရရအမှားကြီးဖြစ်နေပါတော့ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်လဲပြန်ပြီးတော့ reflection လုပ်ဖို့လိုတယ်ပြန်ပြီးတော့သုံးသပ်ဖို့လိုတယ်ဆိုတော့ဒီကတော့တိုက်တာမှမဟုတ်ပါဘူးတခြားအာကျွန်တော်နီးစပ်တာတခုပြောလိုက်တာပေါ့နော်အဲ့လိုမျိုးအလေးချင်းလုပ်မယ်ပြီးရင် reflection ပြန်လုပ်မယ်ပြန်သုံးသပ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်နေ continuous improvement ဆိုရဲအမြဲတမ်းတိုးတက်တယ်ဆိုရဲsense ကိုထပ်ပြီးရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြောပြသွားတာဒီအချက်လေးချက်ပဲနေ့တိုင်းကိုပိုကောင်းအောင်လုပ်1% better every day ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်နှစ်ဖြည့်သွားပြီဆိုလို့ရှိရင်39%လောက်ထိပို့ပြီးတော့တိုးတက်သွားတယ်ဆိုတာမျိုးကိုတွေ့ရလိမ့်မယ်ပြီးရင် identity based habit အဲ့တော့ကိုယ့်ရဲ့ identity ကိုဖြစ်ဘယ်လိုလူဖြစ်ရှင်လဲဆိုရဲအရာဒီကိုလုပ်တဲ့အရာပေါ်မှာတက်ရောက်မှုရှိရဆိုတော့သိဖို့လိုအပ်တယ်ကိုကပြီးကျင်တယ်ဆိုတာထက်အပြေးသမားတစ်ယောက်ဖြစ်တယ်ဆိုရဲအာ identity ကိုကိုယ့်ခေါင်းထဲမှာထည့်လိုက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရလဒ်တစ်ခုရနိုင်တယ်ပြီးရင်အဲ့ဒီအရာကလည်းပို့ပြီးတော့ရေရှည်မှာတည်တတ်နိုင်တယ်ဆိုတာကိုပြောပြထားတယ်
တတိယအချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော် goals တွေကိုချမှတ်ရမလားဒါမှမဟုတ် system တွေကိုချမှတ်ရမလားဆိုလို့ရှိရင် author အနေနဲ့ပြောတာကတော့ goals တွေမရှိရင်တော့မှကိုက system တစ်ခုကိုတေချာလေးတည်ဆောက်ထားရဆိုလို့ရှိရင်ဒီဟာဒီအာရလဒ်တစ်ခုအနေနဲ့အချိန်တစ်ခုကြာတဲ့အခါမှာထွက်လာမယ်ဆိုတာမျိုးကိုပြောပြထားတယ်နောက်ပြီးတော့ follows of behavior change ပေါ့နော်ကျွန်တော်အလေးချင်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင်cue craving response rewards တွေအစဉ်လေးစနဲ့ချက်တန်းရဆိုတာကိုပြောပြထားတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ make it obvious make it attractive make it easy make it satisfying ဒါကတော့အလေးချင်းကောင်တစ်ခုလုပ်ဖို့တော့ဒီအစဉ်လေးစနဲ့ကျွန်တော်သွားလုပ်ကြတယ်အကယ်၍အလေးချင်းဆိုတစ်ခုဖြတ်ချင်တယ်ဆိုလို့ရှိရင်ပြောင်းပြန်မယ် make it invisible မမြင်အောင်ထား make it unattractive အဆွတ်ဆောင်မှုမရှိအောင်လုပ် make it difficult ခက်ခဲအောင်လုပ် make it unsatisfying ဆိုတော့စိတ်ကျဉ်မှုမကောင်းအောင်လုပ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီfollows of behavior change ကိုပြောသွားတယ်အဲ့အခါမှာကျွန်တော်tips လေးလည်း၄ခုလောက်ပြီးသွားတယ်အဲ့ဒါဘာလဲဆိုတော့ habit stacking ဆိုရဲကိုလှုပ်ချင်တဲ့အလေးချင်နဲ့ကိုလက်ရှိလုပ်နေတဲ့အလေးချင်ကိုပူးတွဲပြီးတော့လုပ်တာမျိုးဒါကို habit stacking လို့ခေါ်တယ်ဒီရက်တစ်ခုကကျတော့ temptation bundling ကကျတော့ကိုမလုပ်ချင်တဲ့အရာနဲ့ကိုလုပ်ချင်တဲ့အရာကိုပူးပေါင်းပြီးတော့ပေါင်းဆက်ပြီးတော့တစ်ချိန်ထဲမှာလုပ်တာဒါဒီ temptation bundling နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ခုစတင်ဖို့အတွက်2မိနစ်နဲ့စတင်လို့ရအောင်လုပ်အဲ့တော့ဥပမာအိပ်ရသိမ်းတယ်မနေ့ပိုင်းမှာကိုကအမြဲတမ်းအိပ်ရသိမ်းလေးမရှိဘူးပေါ့နော်ဒါဆိုလို့ရှိရင် okay 2မိနစ်တိုင်မှာပြီးပြီးတော့အိပ်ရသိမ်းမယ်ဆိုတော့မြင်မြင်စံသိမ်းလိုက်တယ်ဆိုရင်တရားပြီးသွားလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲနောက်တစ်ခုကကျတော့ make it satisfying မှာပြောပြသွားတာဆိုလို့ရှိရင် habit tracking အလေးချင်းတစ်ခုကိုtrack လုပ်တာပေါ့နော်ဆိုတော့အမှတ်သားဒီဟာကို option 3နဲ့လုပ်လို့ရတယ် paper နဲ့လုပ်မလားဒါမှမဟုတ်application နဲ့လုပ်မလားဒါမှမဟုတ်ရင် Google Sheet နဲ့လုပ်မလားဒီလိုမျိုးရွေးချယ်စရာလေးရှိတယ်ဆိုတော့ကိုယ်အနေနဲ့အဆင်ပြေရအောင်ရွေးချယ်လို့ရတယ်အဲ့ဒီမှာအရေးကြီးတာဒီဘာလဲဆိုတော့ be patient စိတ်ရှည်ဖို့လိုတယ်ကျွန်တော်တို့သိထားမှာဒီဝါပင်လိုပဲကျွန်တော်ရဲ့ result ကရှင်းရှင်းပေါ်လာမှာမဟုတ်ဘူးအချိန်တစ်ခုထိကြာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ result ကအများကြီးတိုးတက်နေဆိုတာကိုတွေ့ရလိမ့်မယ်ဆိုတော့ဒီဟာကို plateau of latent potential ဆိုပြီးတော့ခေါ်တယ်အကဲကိုက31လောက်တော့လုပ်တယ်ဒါပေမဲ့ရလမထွက်ဘူးလို့ထင်တယ်ဒါမဲ့ဆက်လို့32ရက်မြောက်နေ့မှာရလထွက်လာမျိုးလည်းဖြစ်နိုင်တယ်အဲ့မှာကျွန်တော် habit နဲ့ပတ်သက်ပြီးတော့ပြပြသွားတာဆိုလို့ရှိရင်အလေးချင်းတစ်ခုဖြစ်ဖို့အတွက်14ရက်ကနေပြီးတော့16ရက်ကနေပြီးတော့254ရက်အတွင်းလိုအပ်တယ်ဆိုပြီးတော့ပြပြထားတယ်ဆိုတော့အမြဲတမ်းစတိုက်လုပ်ဖြစ်နေဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီ process ပေါ်မှာလုပ်နေတဲ့ process ပေါ်မှာကိုယုံကြည်ချက်ရှိဖို့လိုအပ်တယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ပြပြထားတယ် okay ဆိုတော့ဒီက action plan လေးဖြစ်ပါတယ်ကျွန်တော်လိုက်လုပ်ကြမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ session ထဲမှာတော့ကျွန်တော်ဒီတစ်ခုပဲလုပ်သွားမယ်ပေါ့နော်ပြီးဆိုလို့ရှိရင်2 နဲ့3ကိုကြတော့group ထဲမှာလုပ်ဖို့အတွက်တစ်ချက်ပြပြပေးမယ်အဲ့တော့ဘာလုပ်ရမလဲဆိုတော့ဖုန်းဖြစ်ပေါ့နော်အခု laptop နဲ့ရေးတဲ့သူဆိုလို့ရှိရင်လည်း laptop ဒါမှမဟုတ်စာရွက်နဲ့ရေးသူဆိုလို့ရှိရင်စာရွက်ပေါ့နော်ရတယ်မှတ်စရာတစ်ခုယူလိုက်ပါနိုးလာတဲ့အချိန်အစားပြီးတော့အခုအချိန်ထိလုံဖြစ်ခဲ့တဲ့အလေးကျင့်လေးတွေကိုအမှတ်စဉ်လေးတက်ပြီးရေးသွားလိုက်ပေါ့နော်ဆိုတော့ကျွန်တော်ချက်ပြပေးမယ်ချက်ထဲမှာချက်ကြည့်ပေါ့နော်မြန်မာလိုလေးရအင်္ဂလိပ်လိုလေးရတယ်အရင်ဆုံးရေးဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ပြီးဆိုတော့ step 2ခု3ခုလောက်နဲ့တစ်ချက်ထပ်ပြီးပြပြပေးမယ်အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်မနက်ဘာဖြစ်လဲဆိုတော့ wake up နိုးလာတယ် preparing to go running training okay ဆိုတော့ကျွန်တော်ချက်ထဲမှာပို့လိုက်တယ်ပေါ့နော်ဆိုတော့ဒီဟာကကျွန်တော်မနက်ပိုင်းလေးမှာနည်းနည်းလေးလုပ်တဲ့အရာပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲကျွန်တော်မနက်ကနေစပြီးတော့အခုအချိန်အထိလုပ်ဖြစ်တဲ့အလေးချင်းလေးတွေကိုအလေးချင်းဆိုတာထက်လုပ်ဖြစ်တဲ့ activity လေးတွေကိုချရေးလိုက်ပါပြီးရင်နောက်ထပ် step 2ခုလောက်လိုသေးတယ်လောက်စဲအဲ့လေးချရေးပြီအဓိကကျွန်တော်အလေးချင်းတစ်ခုစပြီးတော့ပြောင်းလဲဖို့ဆိုလို့ရှိရင်ကိုဘာတွေလုပ်ဖြစ်နေလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်တယ်ဒီကကျွန်တော်တရက်တာအတွက်ပဲလောက်ခိုင်းတာပေါ့နော်ဆိုတော့ကျွန်တော်အရင်ကသင်တဲ့productivity class မှာဆိုလို့ရှိရင်တပတ်အတွက်လောက်ခိုင်းတယ်ပေါ့ဆိုတော့တပတ်လုံးအဲ့အလေးချင်းတွေကိုအဲ့လိုခြိုက်ခိုင်းတယ်အဲ့ဒီမှာကောင်းတဲ့အလေးချင်းတွေလည်းပါနိုင်တယ်ဒါမှမဟုတ်မကောင်းတဲ့အလေးချင်းတွေလည်းပါနိုင်တယ်အဓိကကိုမလိမ်ဖို့လိုတယ်အမှန်တိုင်းရေးဖို့လိုတယ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ခုနကစာကိုပဲပြင်ပြီးတော့copy ယူတာပြီးတော့မနဲ့နိုးလာတယ်ဆိုတာဒီအလေးချင်းကောင်းလားအလေးချင်းဆိုးလားပုံမှန်မဲလားဒီဟာကိုတတ်မှတ်မယ်ပေါ့ဆိုတော့အလေးချင်းကောင်းဆိုလို့ရှိရင်အပေါင်းလေးကိုဘေးနားမှာရေးမယ်အလေးချင်းဆိုလို့ရှိရင်
အနှုတ်လေးကိုရေးမယ်။ okay ဒါပုံမှန်ပဲဆိုလို့ရှိရင်ညီမျှခြင်း equal လေးကိုရေးမယ်အဲ့လိုမျိုးဘေးနားလေးမှာအပေါင်းအနှုတ်ညီမျှခြင်းပေါ့နော်အဲ့လိုမျိုးလေးရေးတချို့ social media သုံးတဲ့အချိန်ကြီးရှိမယ်အဲ့ဆိုလို့ရှိရင်လည်းအနှုတ်လေးကိုရေးလိုက်ဘေးနားအဲ့တော့မနက်နိုးရဲဆိုတဲ့နေရာမှာကျွန်တော်တို့အခြေအနေအမျိုးမျိုးရှိတယ်ပေါ့နော်မနက်ကို7နာရီလောက်မှနိုးရလားဒါမှမဟုတ်မနက်8နာရီလောက်နိုးရလားအကယ်၍ကိုကအရင်နဲ့နောက်ကျမှနိုးနေဆိုလို့ရှိရင်အဲ့ဒါက bad habit ဖြစ်သွားနိုင်တယ်ဆိုတော့ကိုယ့်ရဲ့အခြေအနေပေါ်မှာလည်းမူတည်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဘာသိသွားမလဲဆိုတော့ကျွန်တော်တရက်တာမှာဘာတွေလုပ်လဲဆိုတာကိုပြင်ပြီးတော့သိသွားရပါတော့ပုံမှန်ဆိုလို့ရှိရင်ကျွန်တော် diary ရေးရ diary ရေးရဆိုလို့ရှိရင်အကုန်လုံးရေးချင်မှရှိရတယ်ဒါပေမဲ့ဒီ habits ကိုကတ်လေးကိုလုပ်လိုက်ခြင်းအပြင်ဘာပြီးတော့ဘာလုပ်တယ်ဆိုတာကိုသိသွားတယ်အဲ့တော့ကျွန်တော် habits တကယ်နီးလန်းနဲ့ပြင်ပြီးတော့သွားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာကိုယ့်ရဲ့ pattern လေးတွေကိုကြည့်ကြည့်ဘာလုပ်ပြီးတဲ့အချိန်မှာဘာလုပ်ဖြစ်နေလဲအဲ့လေးကိုကြည့်ကြည့်ပေါ့နော်ဆိုတော့ဆိုပါစို့ကျွန်တော်ဒီမှာရေရှိုးတယ်ရေရှိုးပြီးတဲ့အချိန်မှာ social media သုံးတယ်ဒီဟာဒီကျွန်တော်ဆက်ဆက်နေတဲ့အရာတစ်ခုလားအမြဲတမ်းလုပ်ဖြစ်နေလားစဉ်းစားကြည့်ပေါ့နော်ဆိုတော့ရေချိုးရရေချိုးပြီး social media သုံးတယ်ဒါကောင်းလားမကောင်းလားအကယ်မကောင်းဆိုလို့ရှိရင် social media သုံးတဲ့နေရာမှာကျွန်တော်တို့တခြားအလေးချင်းတစ်တစ်ခုနဲ့အစားထိုးဖို့လိုအပ်တယ်ကောင်းတဲ့လေ့ကျင့်တစ်ခုဘာလုပ်မလဲရေချိုးရရေချိုးပြီးအချိန်မှာစောက်လေးဖတ်တာမျိုးလားအဲ့လိုမျိုးအစားထိုးဖို့အတွက်တစ်ခုခုစဉ်းစားပါတော့ဆိုတော့ကျွန်တော်အလေးချင်းတစ်ခုပြောင်းပြီဆိုလို့ရှိရင်ရှေ့မှာပြောခဲ့သလိုပဲတစ်ခုတည်းကိုပြောင်းလို့မရဘူးဘာပြီးရင်ဘာလုပ်မယ်ဆိုတာကိုအဲ့လိုမျိုးနှစ်ခုတွဲပြီးပြောင်းအောင်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးတော့အဲ့အလေးချမ်းပို့ပြီးတော့ခိုင်မာရယ်ပေါ့နော်လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့အလေးချက်တွေကိုသိသွားပြီဘယ်ဟာတွေကမကောင်းလဲဘယ်ဟာတွေကကောင်းလဲဆိုတာကိုသိသွားပြီအဲ့တော့မကောင်းတဲ့နေရာမှာကျွန်တော်တို့ကောင်းတဲ့အလေးချက်လေးတွေကိုအစားထိုးဖို့အတွက်စဉ်းစားကြည့်ဘာလေးတွေကိုအစားထိုးမလဲအလေးချက်ကိုပြောင်းလဲတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်ထဲမှာအလေးချက်4-5ခုလောက်ကိုပြောင်းလဲရထက်တစ်ချိန်မှာတစ်ခုဒါမှမဟုတ်2ခုလောက်ကိုပဲအရင်ဆုံးပြောင်းလဲကြည့်ပေါ့နော်ဆိုတော့အဲ့ဒါလေးကနည်းနည်းလေးအာတိတ်ပြီးတော့အားစိုက်စရာမလိုတော့ဘဲနဲ့လုံနိုင်နေပြီဆိုလို့ရှိရင်တခြားအလေးချင်းလေးကိုထပ်ပြီးတော့လုပ်ကြည့်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့အများကြီးတစ်ခါပြောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီအောင်လိုက်လုပ်ဖို့အတွက် energy ရှိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အပြောင်းလဲလုပ်မယ်ဆိုလို့ရှိရင်အများဆုံး2ခုလောက်ကိုပဲအရင်ဆုံးသတ်မှတ်ပြီးတော့အဲ့2ခုကိုပဲအရင်ဆုံးပြောင်းလဲကြည့်ပြောင်းလဲပြီးတော့မှတခြားအရာလေးကိုထပ်ပြီးတော့ပြောင်းလဲပေါ့နော်ဆိုတော့ habit တစ်ခုပြောင်းလဲဆိုတာဒီကျွန်တော်တို့အမြဲတမ်းဆက်လုပ်ရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့တစ်ခုပြီးမှတစ်ခုဆက်တော့ပို့ပြီးတော့ကောင်းတယ် okay အဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုပြီးသွားတာဒီ habits ကိုကပ်ပြီးသွားတယ်ကိုယ့်ရဲ့တရက်တာမှာဘာတွေလုပ်နေဆိုတာကိုအလေးချင်းလေးကိုသိသွားတယ်အဲ့တော့အခုဒီရက်ကစားပြီးတော့ပြောင်းလဲခြင်းနဲ့အလေးချင်းတစ်ခုဆိုရင်ဘာဖြစ်မလဲအဲ့ဒါလေးကိုတစ်ချက်လောက်အာပြီးရင်ရေးပေါ့နော်ရေးပြီးတော့ကျွန်တော်ကို group ထဲမှာပို့ထားပြီး group ထဲမှာပို့ထားပြီးပေါ့နော်ဆိုတော့အလေးချင်းတစ်ခုပြောင်းခြင်းနဲ့ဘယ်ဟာကိုပြောင်းခြင်းလဲဆိုတော့အဲ့ဒါလေးကိုပို့ထားပြီးပြီးရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်တာကိုတစ်ချက်ကြည့်ကိုစာလုပ်တဲ့နေရာပဲဖြစ်ဖြစ်ကိုလက်ရှိအလုပ်လုပ်တဲ့နေရာပဲဖြစ်ဖြစ်တစ်ချက်ကြည့်ကြည့်ကိုယ့်ရဲ့ bad habit တွေကိုဖြစ်စေတဲ့ cue လေးတွေကဘာလဲအဲ့ဒါတွေကိုဖယ်ရှားပါတော့ဆိုတော့ဆိုပါစို့ကျွန်တော်မှာဆိုလို့ရှိရင်ဒါဖုန်းအာအဟောင်းတစ်လုံးရှိတယ်ပေါ့နော်အဲ့ဖုန်းတွေကကျွန်တော်တစ်ခါလေကြားလို့ရှိရင် game solve ဖြစ်တယ်အဲ့တော့ကျွန်တော်ရှိနာမှာရှိရဆိုလို့ရှိရင်ကျွန်တော် game solve ဖြစ်တယ်အဲ့တော့ကျွန်တော် game မဆော့ရဲ့အချိန်ဆိုလို့ရှိရင်ဖုန်းပါဝါပိတ်တယ်ပိတ်ပြီးတော့ဗီဒီယိုထဲမှာသွားပြီးသိမ်းထားလိုက်တယ်ပေါ့နော်ဆိုတော့ဒီဟာဒီလည်းကိုယ့်ရဲ့ environment ကို design လုပ်တာပဲနဲ့မလိုအပ်တဲ့နေရာလေးကိုရှင်းမယ်အာကိုလေ့ကျင့်အသစ်တစ်ခုဖြစ်ရှင်တဲ့အရာလေးတွေကိုမြင်သာအောင်ထားမယ်စွမ်းဆောင်မှုရှိအောင်လုပ်မယ်လွယ်ကူအောင်လုပ်မယ်စိတ်ကြည်နေမှုကောင်းအောင်လုပ်မယ်အဲ့လိုမျိုးလေးဒီဇိုင်းလုပ်ပြီးဆိုရင် dance ဆိုပြောရမှန်ပြီပေါ့နော်ဆိုတော့အဲ့ဒါတော့ okay ဆိုတော့ကျွန်တော်အနေနဲ့စကျင်တဲ့ eligible ကဘာလဲဆိုတော့နေ့လည်စာစားပြီးတိုင်းမှာစာမျက်နှာ10မျက်နှာပတ်မယ် habit design လုပ်ပြီးလားလုပ်ပြီးဆိုရင် done ဒါပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးတစ်ချက် group ကြောင်ပို့ထားပေးပါအဲ့တော့အိမ်စာဘယ်နှခုပြသွားပြီလဲဆိုတော့ဒီမှာတစ်ခုနှစ်ခုသုံးခုဆိုတော့သုံးခုရှိသွားပြီပေါ့နော်အိမ်စာသုံးခုရှိသွားပြီအဲ့တော့ဒီဟာပဲပေါ့နော်ဆိုတော့ကျွန်တော်အလေးချင်းတစ်ခုကျွန်တော်အောင်မြင်ဖို့ဆိုတာကအောင်မြင်မှုကဘယ်ရလာလဲဆိုရင်ကိုနေ့စဉ်လုပ်နေတဲ့အလေးချင်းတွေကပဲလာတယ်ပေါ့နော်ဆိုတော့ကိုနေ့ရက်တိုင်းမှာဘာတွေလုပ်နေလဲဒီဟာလေးတို့ပြင်ပြီးသုံးသပ်ကြည့်ခုနက habits ကိုကဆိုလို့ချင်းလောက်ရလွယ်ပေါ့နော်ကျွန်တော်တို့2မိနစ်3မိနစ်လောက်နဲ့လုပ်လို့ရတယ်အဲ့လိုမျိုးလေးတွေကိုရန်ဖန်ရန်ခါလုပ်ကြည့်ဒါဆိုလို့ချင်းကိုယ်ပြင်ပြီးသုံးသပ်ပြီးသားဖြစ်သွားမယ်အာကိုလိုအပ်နေတဲ့နေရာလေးတွေကိုသိသွားမယ်ပေါ့နော်ဆိုတော့ခုနကပြောလို့ပဲအလေးချင်းဇိုးတွေကိုမကောင်းတဲ့အလေးချင်းပေါ့နော်အလေးချင်းဇိုးဆိုတာမကောင်းတဲ့အလေးချင်းတွေကိုအာတဖြည်းဖြည်းပြင်သွားရဆိုရင်ကိုယ့်ရဲ့နေ့ရက်တိုင်းက positive habit လေးတွေနဲ့ဖြတ်တန်းနေမယ်ဆိုလို့ရှိရင်ကိုသွားခြင်းတဲ့နေရာတစ်ခုကိုလည်းပို့ပြီးတော့နီးစပ်လာစေလိမ့်မယ်ပေါ့နော်ဆိုတော့အလေးချင်းပြောင်းလဲဆိုတာကတစ်ချိန်တစ်ခါလေးပြောင်းလိုက်လို့မရဘူး
ဇက်တိုက်လောက်သွားဖို့လိုအပ်တယ်